ဒီဇလန်တွဲကို Dreamer Suite မင်းကလေးအဖွဲ့ရဲ့စင်ဘောကအာမှန်ပါတဲ့ဖျော်ဖြေမှုနဲ့စတင်ထားပါတယ်။သူတို့ဟာအားပေးနေတဲ့ပရိသတ်တွေရှိမှကပြနေတာဖြစ်ပေမဲ့ရုတ်တရက်ဆိုသလိုပဲဘဲကမှန်းမသိပဲအဖွဲ့ဝင်တွေကလှပတဲ့မင်းကလေးတယောက်ဟာကိုအောက်ကိုပစ်ချပြီးရေထဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မြင်ကွင်းကလုံးဝပြောင်းလဲသွားပါတယ်။ဒါကတော့တာယာတဲ့နေတာတဲ့နေ့တစ်နေ့ဖြစ်ပြီးလူငယ်2ယောက်ဟာ Dreamer Suite album ကိုနားထောင်ရင်းကားလေးတစ်စီးကိုမောင်းနှင်လာကြပါတယ်။သူတို့ကတော့ကူစုကျင်တဲ့လီဝမ်ဂျွန်တို့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာသူတို့ဟာဝမ်ဂျွန်ကျောင်းတက်နေတဲ့စိုးမျိုးကိုဥတီနေကြတာပါ။သူကမြို့ပြအင်ဂျင်နီယာဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီးခီးဝေးသွားနေရတာကသူ့ရဲ့ခွန်အားနဲ့ပတ်စံတွေကိုကုန်ခန်းစေတဲ့အတွက်စာတင်တဲ့အစ်စ်မှာအပတ်မှန်ကိုပြောင်းနေဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့2ယောက်မခွဲခွာခင်မှာစုကျင်ကမင်းသား Dreamer Suite အဖွဲ့ဝင်ဒိုနာနဲ့တွေ့ခဲ့ရင်ငါ့ကိုစားနှုတ်ဆက်ပေးလိုက်ပါလို့နောက်ပြောင်ပြောခဲ့ပါတယ်။အမှန်တော့သူတို့လိုတာမန်လူတွေအတွက်တော့အဲ့ဒါကလုံးဝမဖြစ်နိုင်တဲ့အရာပါပဲ။ဝမ်ဂျွန်ရဲ့ဘဝကတော့တက္ကသိုလ်ကျောင်းသားတစ်ယောက်စီကနေမင်းတို့မျှော်လင့်ထားတဲ့အတိုင်းပါပဲ။သူ့ရဲ့နေ့ရက်အများစုကိုစာချက်ရင်းကုံဆုံးစေပြီးဘတ်စကားပေါ်မှာတောင်သူ့တင်ငန်းစာတွေကိုပြန်နှွေးဖို့အချိန်ကိုအသုံးပြုပါတယ်။သူ့အပတ်မှန်ကိုရောက်တဲ့အခါအပြင်မှာရက်ပြီးစစ်လိတ်တောက်နေတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ကိုခဏတာသတိထားမိသွားပါတယ်။သူနှုတ်ဆက်ဖို့စူးစမ်းပေမဲ့သူမကတော့မျက်နှာလွှဲသွားပြီးစစ်လိတ်ပဲဆက်တောက်နေခဲ့ပါတယ်။ရင်ကျေးတဲ့အိမ်ကြီးချင်းတစ်ယောက်ဖြစ်ချင်သေးတာကြောင့်ဝမ်ဂျွန်ကစကားစမီပြောဖို့နောက်တစ်ကြိမ်ထပ်စူးစမ်းပေမဲ့လည်းထပ်ပြီးလှစ်လူရှူချင်းခံလိုက်ရပြန်ပါတယ်။အဆောင်ထဲရောက်တဲ့အခါအဆောင်နေဖို့နောက်2ယောက်နဲ့တွေ့ပါတယ်။တစ်ယောက်ကပွင့်လင်းပြီးအတန်ကျဲတဲ့ယွန်းထိုက်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ပိုပြီးအေးဆေးဆေးနေတတ်တဲ့ဂျွန်ဟွန်းပါ။သူအခုမှပြောင်းလာတာဖြစ်လို့ဝမ်ဂျွန်ကသူ့ရဲ့အခန်းသစ်ကိုစိတ်အားထက်သန်စွာနဲ့စတင်စီစဉ်ပါတယ်။ဒါပေမဲ့အဲ့ဒီစူညံတန်တွေကစောစောကအပြင်မှာစစ်လိတ်တောက်နေတဲ့မိန်းကလေးကိုတွားပြီးအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကတကယ်တော့ဒိုနာဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့တာမန်ဘဝလေးကတိတ်တဆိတ်စတင်ပြောင်းလဲလာပါတော့တယ်။ဒါကတော့ဒိုနာပါ။တစ်ဖက်မှာလည်းမြို့ပြမှာရှင်တန်နိုင်ဖို့အတွက်ဝမ်ဂျွန်ကအပိုဝင်ငွေရအောင်ကိုရီးယားစာကျူရှင်ပြဖို့စတင်ကမ်းလှမ်းပါတယ်။သူကကြော်ညာတင်ပုံးတွေပေါ်မှာကြော်ညာစာရွက်တွေကိုစိတ်အားထက်သန်စွာနဲ့လိုက်ကပ်ပေမဲ့ကံမကောင်းစွာနဲ့ပဲတခြားသူတွေရဲ့ကြော်ညာတွေကသူ့ထက်ပိုပြီးလူစိတ်ဝင်စားမှုရနေခဲ့ပါတယ်။အဆောင်ကိုပြန်ရောက်တဲ့အခါဒိုနာအပြင်မှာစစ်လိတ်တောက်နေတာနဲ့ထပ်တွေ့ပြန်ပါတယ်။ဒီတစ်ခါတော့ဒိုနာကဝမ်ဂျွန်ဟာသူမနောက်ကိုလိုက်ချောင်းနေတာစတော့ကင်းဖြစ်နိုင်တယ်လို့တန်တရားဝင်လာတာကြောင့်သူမရဲ့မန်နေဂျာကိုချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်။ဝမ်ဂျွန်ကတော့လိုက်ကမရှိသေးတာကြောင့်သူ့ပြတင်းပေါက်ကိုသတင်းစာဟောင်းတွေနဲ့အစားထိုးကတ်ထားလိုက်ပါတယ်။မကြခင်မှာပဲစုကျင်ကသူ့ကိုတလ8000ရမယ့်တင်ချကျူရှင်လုပ်တစ်ခုဆိုတဲ့အခွင့်အရေးကောင်းတစ်ခုနဲ့ဖုန်းဆက်လာပါတယ်။ဝမ်ဂျွန်အတွက်တော့အဲ့ဒါကတော်တော်လေးကောင်းတဲ့ကမ်းလှမ်းချက်ပါ။တစ်ချိန်တည်းမှာပဲဒိုနာရဲ့အမာခံပရိသတ်ဖြစ်တဲ့စုကျင်ကသူ့ရဲ့အင်ဂျီဖြူလေးကိုပြန်ပေးဖို့တောင်းပါတယ်။အဲ့ဒီအင်ဂျီကဒိုနာရဲ့အမာခံပရိသတ်တွေအတွက် limited edition အရာတစ်ခုဖြစ်နေတာကိုနောက်တစ်နေ့မှာဝမ်ဂျွန်ကကျူရှင်ပြရမယ့်နေရာကိုသွားပါတယ်။လမ်းမှာသူတိုက်ရဲ့တခြင်းတစ်ပုတ်ကိုအမှတ်မထင်ကြီးဆိုသွားတာကိုဒိုနာကကြားသွားပြီးသူမကိုလှောင်နေတာလို့ထင်သွားပါတယ်။ဒါနဲ့ပဲသူမကသူ့ကိုရင်ဆိုင်ပါတယ်။အဲ့ဒါကနေစကားများကြပြီးဝမ်ဂျွန်ကသူဟာလိုက်ချောင်းတဲ့သူစတော့ကလုံးဝမဟုတ်ပဲတာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်သာဖြစ်ကြောင်းအခိုင်အမာပြောပါတယ်။ဒိုနာကတော့စိတ်တူနေတော့မှဖြစ်ပေမဲ့ဒေါသကိုထိန်ပြီးစစ်လိပ်ပဲဆက်တောက်နေခဲ့ပါတယ်။သူကျူရှင်ဆက်ရမယ့်နေရာကနေအိမ်ပြန်มาတော့ဝမ်ဂျွန်ဟာသူ့အတိတ်ကလူတစ်ယောက်နဲ့မထင်မှတ်ပဲစုံလိုက်ရပါတယ်။သူမကတော့သူ့တစ်ချိန်ကစိတ်ဝင်စားခဲ့မှုတဲ့မင်းကလေးချင်းကျူပဲဖြစ်ပါတယ်။စပင်တိုတိုလေးနဲ့ရင်းနှီးတဲ့သူမရဲ့ရှိနေမှုကလွမ်းစရာလည်းကောင်းတယ်လို့အနေခက်တယ်လို့လည်းဖြစ်နေပါတယ်။သူတို့အရက်တောက်ရင်စကားပြောဖြစ်ကြပြီးအနှဲငယ်တောက်တောင်ကြီးနဲ့တယောက်နဲ့တယောက်ဘဝအကြောင်းတွေမေးမြန်းဖြစ်ကြပါတယ်။ချင်းကျူကလည်းအခုသူနဲ့တက္ကသိုလ်တစ်ခုထဲမှာပဲတက်နေတာဖြစ်နေပါတယ်။စကားတွေအကြာကြီးပြောပြီးနောက်နှင်းတွေစကြလာပါတယ်။ဝမ်ဂျွန်ကအခုထိလည်းသူ့ရဲ့ဂယူးဆိုင်တက်တဲ့ဘက်ကိုပြသတဲ့အနေနဲ့သူမကိုသူ့ရဲ့စကားပေးလိုက်ပါတယ်။အဲ့ဒီညမှာသူတို့ဘတ်စကားမှတ်တိုင်မှာခွဲခွာခဲ့ကြပါတယ်။ဝမ်ဂျွန်အဆောင်ကိုပြန်ရောက်တဲ့အခါဒိုနာကနှင်းထဲမှာရက်ပြီးတိတ်တိတ်လေးငိုနေတာကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်နေတာလဲဆိုတာကိုသူတေးသေးချာချာမစင်စားရသေးခင်မှာပဲသူမကရုတ်တရက်လဲကျသွားပါတယ်။တွေ့ဝေးမနေပဲသူမကိုဆေးရုံချက်ချင်းပို့ပေးခဲ့ပါတယ်။ဒိုနာတတိယလာတဲ့အခါသူမတကယ်ပဲနေမကောင်းဖြစ်နေတာတော့မိသားစုကိုအကြောင်းမကြားဖို့ညှင်းဆိုပါတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်ဝမ်ဂျွန်ကပဲဆေးရုံမှာသူမရဲ့အုတ်ထင်းသူအဖြစ်နေပေးလိုက်ရပါတယ်။သူနာပြုကသူမရဲ့အခြေအနေကိုရှင်းပြနေတော့မှဝမ်ဂျွန်ကတေချာနားထောင်ပေးပြီးတိတိတတ်တာကိုစိုးရိမ်နေခဲ့ပါတယ်။နောက်တော့သူမအတွက်ခြေအိတ်တစ်စုံတောင်ယူလာပေးပါသေးတယ်။အမြဲတမ်းစူပါစတာတစ်ယောက်လိုအဆက်ဆံခံခဲ့ရတဲ့ဒိုနာကခြေအိတ်ကိုသူမအတွက်ဆုပ်ပေးဖို့အမှတ်မထင်ခိုင်းပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအပြောင်းလဲတစ်ခုဖြစ်သွားပါတယ်။သူမကဝမ်ဂျွန်ဟာသူမပထမဆုံးထင်တယ်လို့စတော့ကမဟုတ်ပဲတကယ်ကိုစိတ်ရင်းကောင်းသူမှန်စတင်တတိပြုမိလာပါတယ်။အဲ့ဒီတော့မှသူတို့အမိကိုတေးသေးချာချာမိတ်ဆက်ဖြစ်ကြပါတယ်။နောက်တနေ့မနက်မှာဝမ်ဂျွန်သတင်းဆိုကြားရပါတယ်။စုကျင်ကသူ့ကိုဖုံးဆက်ပြီးကျူရှင်အလုပ်ပြတ်သွားပြီလို့ပြောပါတယ်။ဒိုနာနဲ့အတူရှိနေခဲ့လို့သူ့လက်စီမှာစစ်လိတ်နံတွေဆွဲနေတာကြောင့်ကျူရှင်ကသူ့ကိုစစ်လိတ်တောက်သူလို့ထင်သွားတာပါ။ဒီလိုနဲ့အခွင့်အရေးနဲ့ပတ်စံတွေဆုံးရှုံးသွားခဲ့ပါတယ်။သူကတော့အဲ့ဒါကိုလက်ခံပြီးရှေ့ဆက်ရုံပါပဲ။နောက်တော့သူလိုက်ကပါတဲ့ပါဆယ်သွားယူတဲ့အခါဒိုနာနဲ့ထပ်တွေ့ပြန်ပါတယ်။ဒီတစ်ခါတော့သူမကပိုပြီးကျမ်းမာပုံပေါက်နေပါပြီ။သူမကမနက်စာတူစားဖို့ဖိတ်ပေမဲ့အခုထိစိတ်တူနေလုံးဖြစ်တဲ့ဝမ်ဂျွန်ကသူမကိုညှင်းလိုက်ပါတယ်။ထူးဆန်းတာကအဲ့ဒီအချိန်ကစပြီးဒိုနာကသူ့ရဲ့နေ့စဉ်ဘဝထဲမှာနေရာတိုင်းမှာပေါ်လာပါတော့တယ်။သူကြောင်းသွားတာပဲဖြစ်ဖြစ်ပြန်လာတာပဲဖြစ်ဖြစ်အဝတ်လန်းနေတာပဲဖြစ်ဖြစ်သတင်းပေါက်ပြင်မှာသူမပေါ်လာတတ်ပါတယ်။
သူမကစစ်လိတ်တောက်ရင်သူ့ကိုအမှတ်မထင်ကြည့်နေတတ်ပြီးအင်ဂျင်နီယာကျောင်းသားတစ်ယောက်အတွက်သူကတခြားသူတွေထက်ပိုပြီးတက်တက်ရရရှိတယ်လို့မှတ်ချက်ပေးပါတယ်။နောက်ဆုံးမှာတော့သူမကထပ်ပြီးမနက်စာအတူစားဖို့ဖိတ်ပါတယ်။သူ့ရဲ့ယူသားပြီးနှုံတဲ့ပုံစံအတိုင်းဝမ်ဂျွန်ကသူမကသူ့ကိုကြိုက်နေတာလားလို့တောင်မေးလိုက်ပါတယ်။ဒိုနာကတော့သူ့ရဲ့မသိနားမလည်မှုကိုရင်မောပြီးသူမကတငယ်ချင်းပဲရှာနေတာပါလို့ဝန်ခံပါတယ်။မနက်ခင်းနေမင်းကြီးထွက်လာတဲ့အချိန်မှာသူမကဆူတောင်းဖို့ငြိမ်သက်တဲ့အချိန်လေးတစ်ခုယူပါတယ်။အဲ့ဒီရိုးရှင်းပြီးအေဂျင့်တဲ့မြင်ကွင်းလေးမှာဝမ်ဂျွန်ဟာသူမအပေါ်လုံးဝဆွဲလန်းသွားတာကိုသိလိုက်ရပါတယ်။နောက်တော့ကျောင်းကပ်ဖေးမှာမနက်စာစားနေတော့ဝမ်ဂျွန်ကဂျင်းဂျူနဲ့ထပ်ဆုံပါတယ်။ဂျင်းဂျူကစစ်လိတ်နဲ့တင်းတင်းလေးကြံနေသေးတဲ့သူ့လက်စီကိုပြန်ပေးပါတယ်။ဒါပေမဲ့သူမကအဲ့ဒါကိုချုပ်ဖို့ကြိုးစားတဲ့အခါသူမရဲ့နာကက်နဲ့ညှိသွားပါတယ်။ဝမ်ဂျွန်ကအမြန်ပဲကူပြီးဖြုတ်ပေးလိုက်ပါတယ်။အဲ့ဒီမှာသူတို့နှစ်ယောက်ကြားအရင်လိုပဲအနေခက်တဲ့တိတ်ဆိတ်မှုလေးဖြစ်သွားပြန်ပါတယ်။ဝမ်ဂျွန်ရဲ့နေ့ရက်တွေကတော့ကျူရှင်ကြော်ညာတွေလိုက်ကပ်ရင်းအလောက်ကိုင်အခွင့်အလမ်းတွေရှာဖွေရင်းကုန်ဆုံးနေပါတယ်။တနေ့မှာသူ့ဖုန်းကရုတ်တရက်မြည်လာပြီးသူကမျောလင်းချက်နဲ့အမြန်ကင်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါလဲဒိုနာဖြစ်နေပြန်ပါတယ်။သူမကသူ့ရဲ့ကြော်ညာစာရွက်ကနေသူ့နံပါတ်ကိုယူလိုက်တာပါ။ငွေကြေးရုံးကန်မှုတွေကြောင့်စိတ်ဖိစီးနေတဲ့ဝမ်ဂျွန်ကနောက်ဆုံးမှာတော့ပောက်ကွဲသွားပါတော့တယ်။သူကသူ့ရဲ့စိတ်ပြတ်မှုတွေကိုဖွင့်ချလိုက်ပြီးသူ့နောက်ကိုလိုက်မနေဘူးဒိုနာကိုတောင်းဆိုပါတယ်။ဒါပေမဲ့သူကစိတ်ရင်းကောင်းသူဖြစ်လို့မကြခင်မှာပဲနောက်တရသွားပါတယ်။နောက်တစ်နေ့မှာသူကအတူတူထမင်းစားဖို့ဖိတ်ပြီးတောင်းပန်ဖို့ကြိုးစားပေမဲ့ဒိုနာကအေးဆက်ဆက်ပဲတုံ့ပြန်ပါတယ်။နောက်တော့သူစာသင်ခန်းထဲရောက်နေတော့ဒိုနာကအုတ်ထုတ်ဆောင်ပြီးသူ့ဘေးမှာအမှတ်မထင်လာထိုင်ပါတယ်။တခန်းလုံးသူမရဲ့ရှိနေမှုကြောင့်ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ကံကောင်းတာကသူမကတကယ်တော့နာမည်ကြီးအိုက်တော်မန်တော့ဘယ်သူမှမသိကြပါဘူး။အဲ့ဒီအချိန်ကစပြီးသူတို့တဖြည်းဖြည်းတငယ်ချင်းတွေဖြစ်လာပြီးဖုန်းနံပါတ်တွေလဲခဲ့ကြပါတယ်။အဲ့ဒါကမဖြစ်နိုင်တယ်လို့ခံစားရပါတယ်။ဒိုနာလိုနာမည်ကြီးဆယ်လီတယောက်ကဝမ်ဂျွန်လိုရိုးရှင်းပြီးတာမန်ယောက်ျားလေးတယောက်နဲ့အမှတ်မထင်အချိန်ဖြုံးနေတာလေ။မနက်ခင်းတစ်ခုမှာဒိုနာကဝမ်ဂျွန်ပေးထားတဲ့ခြေအိတ်လေးကိုဝတ်ပြီးအနားယူနေတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းဝမ်ဂျွန်ကအဆောင်လေးဖော်တွေနဲ့မနက်စာစားနေပါတယ်။ဂျွန်ဟွန်းကကျမ်းမာရေးကိုပဲအာရုံစိုက်ပြီးအချစ်ရေးကိုစိတ်မဝင်စားပါဘူး။ယွန်းထိုက်ကတော့အချစ်ကိုအမြဲလိုက်ရှာနေပေမဲ့ဘသူနဲ့မှရက်တရထပ်ပို့ပြီးမမြဲပါဘူး။သူမရဲ့ကိုယ်ပိုင်ခန်းထဲမှာဒိုနာကအပြင်မထွက်ခင်ဆေးလိပ်တွေကိုတိတ်တဆိတ်သိမ်းဆည်းလိုက်ပါတယ်။လမ်းမှာသူမကဝမ်ဂျွန်အချိန်ပိုင်းအလုပ်သွားတာကိုတွေးလိုက်ပါတယ်။ဒါပေမဲ့သူမနှုတ်မဆက်နိုင်ခင်မှာပဲသူ့ရဲ့ဘတ်စကားကအမြန်ထွက်သွားပါတယ်။အလုပ်မှာတော့ကန်ဂျမာကထပ်ပြီးဖန်လာပြန်ပါတယ်။ဝမ်ဂျွန်ဟာဂျင်းဂျူနဲ့တနေရာထဲမှာပဲအတူတူအလုပ်လုပ်ရတာဖြစ်နေပါတယ်။သူတို့နှစ်ယောက်ဘေးချင်းရှင်ပြီးအလုပ်လုပ်ရလို့ပိုပြီးအားတက်နေပုံရပါတယ်။ဇလန်းကသူတို့အထက်တန်းကျောင်းတုန်းကအကြောင်းကိုခဏတာပြန်ပြပါတယ်။ဂျင်းဂျူကဝမ်ဂျွန်ကိုတင်ချကူတင်ပေးဖို့အရင်စပြီးချင်းကပ်ခဲ့တာပါ။အဲ့ဒီလိုနဲ့သူတို့အရင်ကယဉ်နီးခဲ့ကြတာဖြစ်ပါတယ်။တခြားတနေရာမှာဒိုနာကမုံစားရင် TV ကြည့်ပြီးတယောက်တည်းအချိန်ကုန်ဆုံးနေပါတယ်။သူမအမေစီကဖုန်းကိုလည်းလစ်လူရှူထားပြီးသူမရဲ့ဘဝအစိတ်ပိုင်းကနေဖဲထုတ်ထားတာရှင်းနေပါတယ်။ပြင်းလာတာနဲ့သူမအပြင်ထွက်ပြီးစစ်လိတ်တောက်တဲ့အခါလမ်းဘေးကြောင်လေးကိုအစာကျွေးနေတဲ့ဝမ်ဂျွန်နဲ့မထင်မှတ်ပဲတွေ့ပါတယ်။သူမကသူမရဲ့ဖုန်းတွေကိုပြန်မဖြေတဲ့အခါစိတ်မကောင်းဖြစ်ရတဲ့အကြောင်းအဲ့ဒါကသူမကိုအပယ်ခံလိုက်ရတယ်လို့ခံစားရစေတယ်လို့ရိုးရိုးသားသားရင်ဖွင့်ပါတယ်။အဲ့ဒါကဖျော်ဖြေရေးလောကမှာသူမကြုံခဲ့ရတဲ့လွှမ်းမိုးနေတဲ့ဖိအားတွေကိုပြန်လည်သတိရစေပါတယ်။အဲ့ဒီဝမ်းနည်းမှုကိုတည်ဆောင်ရင်းဒိုနာကဝမ်ဂျွန်ကိုရှာပြီးဆိုဂျူတူတောက်ဖို့အကြံပေးပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာဝမ်ဂျွန်ကအလကားကျွေးတဲ့အစားအစာတွေရှိလို့ဆိုပြီးចောင်းသားတွေစုဝေးတဲ့ပွဲကိုတက်နေတာပါ။သူမနဲ့ဖုန်းပြောနေတော့မှပဲသူကအတန်းဖော်တယောက်ရဲ့အနှောက်အယှက်ခံနေရပါတယ်။မကြခင်မှာပဲဒိုနာရောက်လာပြီးသူ့ကိုနှောက်ယှက်နေတဲ့လူကိုချက်ချင်းပဲရိုက်လွတ်လိုက်ပါတယ်။အခြေအနေပိုဆိုးမသွားအောင်ဝမ်ဂျွန်ကအမြန်ကြားဝင်ပြီးသူ့တငယ်ချင်းကိုကာကွယ်ပေးလိုက်ပါတယ်။အဲ့ဒါကအခြေအနေကိုတမျိုးတစ်ပုံငြိမ်သက်သွားစေပါတယ်။ဒါတောင်မှသူမရဲ့စိတ်လိုက်မှန်ပါလို့ရတဲ့ဝမ်ဂျွန်ကဒိုနာကိုစူပါတယ်။သူမရဲ့မူလရည်ရွယ်ချက်ကအတူတူတောက်ဖို့ဖြစ်တာကြောင့်သူတို့အဲ့ဒီအစီအစဉ်တိုင်းရှေ့ဆက်ကြပါတယ်။ဒါပေမဲ့လမ်းမှာဂျင်းဂျူနဲ့မထင်မှတ်ပဲဆုံပါတယ်။ပထမတော့ဒိုနာကသူမကိုအတူတူခေါ်ဖို့တွန်းဆုတ်နေပေမဲ့ဂျင်းဂျူကအတင်းလိုက်ချင်နေတာကြောင့်နောက်ဆုံးတော့၃ယောက်သားဒိုနာအခန်းမှာအတူတူတောက်ဖြစ်ကြပါတယ်။အဲ့ဒီညမှာဒိုနာနဲ့ဂျင်းဂျူတို့အတူတူတောက်ရင်းနှစ်ယောက်လုံးအတော်လေးမူးသွားကြပါတယ်။နောက်ကျသွားပြီဖြစ်လို့ဂျင်းဂျူကဒိုနာအခန်းမှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဝမ်ဂျွန်ကတော့သူ့ရဲ့ပုံမှန်တာဝန်တည်တတ်တဲ့စိတ်တိုင်းမတောက်ပဲသူတို့နှစ်ယောက်ကိုဂရုစိုက်ပေးပါတယ်။ဂျင်းဂျူအိပ်ပျော်သွားတဲ့အခါဒိုနာကအပေါ်ထက်ကိုစစ်လိတ်တောက်ဖို့တက်သွားပါတယ်။ဒါပေမဲ့သူမမှာစစ်လိတ်ကုန်နေတာကိုသိလိုက်ရလို့အဲ့ဒီအစားဝမ်ဂျွန်နဲ့တိတ်တဆိတ်စကားပြောဖြစ်ပါတယ်။ဒိုနာကအနှဲငယ်မူးနေတုန်းဖြစ်ပြီးပိုပြီးနက်နက်ရှိုင်းရှိုင်းတစ်ခုခုကိုဖွင့်ထားပါတယ်။သူမကဝမ်ဂျွန်နဲ့ဂျင်းဂျူကိုမနာလိုဖြစ်မိတယ်လို့ဝန်ခံပါတယ်။အချစ်ရေးကြောင့်မဟုတ်ပဲအဲ့ဒီလိုရင်းနှီးတဲ့တငယ်ချင်းတန်ရောစင်မျိုးသူမမှာမရှိခဲ့တာကြာပြီးမို့လို့ပါ။အဲ့ဒီလိုပြောပြီးနောက်သူမလှေကားကနေပြန်ဆင်းဖို့ကြိုးစားပေမဲ့ဟန်ချက်ပြတ်သွားပါတယ်။ဝမ်ဂျွန်ကသူမကိုအမြန်လှမ်းဖမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်တယောက်ကိုတယောက်ဖက်လျက်သားဖြစ်သွားပါတယ်။ခဏတာအတွင်းမှာဒိုနာကသူမရဲ့မျက်နှာကိုသူ့နားကိုပို့တိုးကပ်လိုက်ပါတယ်။ဝမ်ဂျွန်ကတော့လုံးဝကိုစိတ်လှုပ်ရှားသွားပြီးအလိုလျောက်မျက်လုံးမိတ်လိုက်မိပါတယ်။ဒါပေမဲ့ဒိုနာကသူ့ကိုစားနှောက်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဝမ်ဂျွန်ရဲ့ရင်ခုန်တန်တွေကတော့ထိမ့်မရအောင်အယမ်းမြန်နေခဲ့ပါပြီ။နောက်နေ့မနက်မှာဝမ်ဂျွန်ဘာကိုမှအာယုံစိုက်လို့မရတော့ပါဘူး။သူအဲ့ဒီအတွေးတွေကိုဖယ်ထုတ်ဖို့ကြိုးစားပေမဲ့မလွယ်ကူပါဘူး။ကျောင်းမှာသူဂျင်းဂျူနဲ့ဆုံပြီးသူတို့မှားယူမိတဲ့အေပရွန်တွေကိုပြန်လဲကြပါတယ်။အဲ့ဒီအချိန်မှာဂျင်းဂျူကသူမဝမ်ဂျွန်နဲ့ဒိုနာတို့နန်းနေတာကိုမြင်လိုက်တယ်လို့ထင်တဲ့အကြောင်းအမှတ်မထင်ပြောလိုက်ပါတယ်။
အဲ့ဒါကဝမ်ဂျုံကိုချက်ချင်းထိတ်လန့်သွားစေပြီးသူမနားလည်မှုလွဲသွားမှာကိုစိုးရိမ်နေခဲ့ပါတယ်နောက်တော့အိမ်ပြန်လမ်းမှာဒိုနာအမိုက်ပုံးတွေကိုမှွေနေတာကိုတွေ့ပြီးသူတို့နှစ်ယောက်စကားများကြပါတယ်ဝမ်ဂျုံကသူမဟာတခြားသူတွေဘယ်လိုခံစားရမလဲဆိုတာမစင်စားပဲစကားတွေကိုပေါ့ပေါ့ဆဆပြောတတ်တယ်လို့ထောက်ပြပါတယ်စိတ်ပိုင်းဆိုင်ရာရုန်းကန်နေရတဲ့ဒိုနာကအဲ့ဒါကိုအသေးသေးထိခံစားလိုက်ရပါတယ်သူမစိတ်တူသွားပြီးပစ္စည်းတွေကိုဒေါသတကြီးလိုက်လံပစ်ပေါက်ပြီးသူမရဲ့စိတ်ပြတ်မှုတွေကိုထုတ်ဖော်လိုက်ပါတယ်နောက်နေ့မနက်မှာဝမ်ဂျုံကစုကျင်ကိုဖုံးဆက်ပါတယ်သူဒိုနာရဲ့တခါတရံတည်ငြိမ်မှုမရှိတဲ့အပြုအမူတွေအပေါ်စတင်စူးစမ်းခြင်းစိတ်ဖြစ်လာပါတယ်သူကြားသိရတဲ့လောက်တော့ဒိုနာကပညာသင်ဖို့အတွက်ဖျော်ဖြေရေးလောကကနေခိတ္တနာထားတာလို့သိရပါတယ်အဲ့ဒီညမှာဝမ်ဂျုံကဒိုနာကိုအဆောင်တငယ်ချင်းတွေနဲ့အတူထမင်းစားဖို့ဖိတ်ပါတယ်ဂျွန်ဟွန်းနဲ့ယွန်းထိုက်တို့နှစ်ယောက်လုံးဟာသူတို့ရဲ့အိမ်ကြီးချင်းကဒီလောက်လာပါတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရလို့အံ့ဩသွားကြပါတယ်ထမင်းစားနေတော့မှဝမ်ဂျုံကဒိုနာပါလို့ဒရေမန်ဆွီကနေထွက်လာတာလဲလို့ညင်ညင်တတမေးပါတယ်ဒါပေမဲ့သူမကငါအခုတချင်းမဆိုနိုင်တော့ဘူးလို့ပဲတူတူတုတ်တုတ်ဖြေပါတယ်နောက်တော့သူတို့ညဖက်လမ်းလျှောက်နေတော့ဒိုနာကအယုတ်ကောက်ဆက်ကိုစိတ်ဝင်စားသွားပါတယ်သူမအယုတ်တယုတ်ကောက်ရသွားပြီးအတိုင်းထက်အလွန်ပျော်ရွှင်သွားပါတယ်အဲ့ဒါကတင်းငယ်တဲ့အရာလေးလို့ထင်ရပေမဲ့သူမအတွက်တော့ဒါကသူမမခံစားရတာကြပြီးဖြစ်တဲ့ပျော်ရွှင်မှုမျိုးပါအဲ့ဒီအချိန်လေးကသူမဒရီမန်ဆွီကနေမထွက်ခွာခင်နောက်ဆုံးရက်ကိုတတိယစေပါတယ်အဲ့ဒီတုန်းကသူမစင်ပေါ်မှာဖျော်ဖြေနေရင်ပရိသတ်တွေကအကျယ်ကြီးအော်ဟစ်အားပေးခဲ့ကြတာပါဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့သူမဟာပြင်းထန်တဲ့ဖိအားတွေချင်းချောက်မှုတွေနဲ့တခြားသူတွေရဲ့မနာလိုမှုတွေကိုရင်ဆိုင်နေခဲ့ရတာပါအဲ့ဒီအပြင်လူထုရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုလည်းအမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်အရာအလုံးကလွှမ်းမိုးလာတဲ့အတွက်သူမစင်ပေါ်မှာရုတ်တရက်လဲကျသွားခဲ့ပြီးအလုံးကိုအံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်အခုဒိုနာနဲ့ဝမ်ဂျုံတို့ပန်းချံတစ်ခုမှာရနာတဲ့မြင်ကွင်းကိုပြန်သွားရအောင်အဲ့ဒီနေ့ကဒိုနာရဲ့မွေးနေ့ဖြစ်နေပြန်ပါတယ်တစ်ချိန်တည်းမှာပဲသူမကဝမ်ဂျုံရဲ့ဂျင်းကျူအပေါ်ထားတဲ့ခံစားချက်တွေဘာလို့အဆင်မပြေခဲ့တာလဲဆိုတာကိုဆက်စုပါတယ်သူမကနောက်ပြောင်တဲ့အနေနဲ့ဂျင်းကျူရဲ့ရင်ကိုဘလို့ခုံအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းတစ်ခုပေးပါတယ်သူမကိုနေရမှာကတ်ထားပြီးမျက်လုံးချင်း9စက္ကန့်ကြာစိုက်ကြည့်ဖို့အကြံပေးပါတယ်ဒါပေမဲ့ရှင်းပြရုံတင်မဟုတ်ပဲဒိုနာကဝမ်ဂျုံကိုသူမအပေါ်မှာအရင်စမ်းကြည့်ဖို့ခိုင်းပါတယ်ဒီလိုနဲ့9စက္ကန့်ကြာစိုက်ကြည့်ခြင်းကတကယ်ပဲဖြစ်လာပါတယ်အဲ့ဒီအချိန်လေးကမထင်မှတ်ပဲအရန်ပြင်းထန်သွားခဲ့ပြီးသူတို့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေပေမဲ့နှစ်ယောက်လုံးကိုစိတ်လှုပ်ရှားသွားစေပါတယ်ဒိုနာအဆောင်ပြန်ရောက်တဲ့အခါစပွဲပေါ်မှာလက်ဆောင်ဘူးတစ်ခုတင်ထားတာကိုသတိထားမိသွားပါတယ်အဲ့ဒါကိုမြင်မြင်ချင်းသူမချက်ချင်းထိတ်လန့်သွားပါတယ်သူမအပြင်ကိုအပြေးထွက်သွားပြီးဇဝေဇဝါနဲ့ကြောင်ကြမ်းဖြစ်နေပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီညမှာဝမ်ဂျုံကဂျင်းကျူကိုဖုံးဆက်ပြီးဒိုနာနဲ့သူ့ရဲ့ဆက်ဆံရေးကတငယ်ချင်းထက်မပိုကြောင်းရှင်းပြပါတယ်ဂျင်းကျူကလည်းအဲ့ဒါကိုကြားရလို့စိတ်သက်သာရသွားကြောင်းပွန့်ပွန့်လင်းလင်းဝန်ခံပါတယ်နောက်နေ့မနက်မှာဝမ်ဂျုံကဒိုနာကိုအဲ့ဒီအကြောင်းပြောပြပါတယ်ဒိုနာကဂျင်းကျူဟာသူ့အပေါ်ခံစားချက်တွေရှိနေနိုင်တယ်လို့အကြံပေးပေမဲ့ဝမ်ဂျုံကအရန်ရိုးလုံးနာကြောင်းသူကတော့မတိချတယ်လို့ဖြစ်နေတော့မှာပဲစာအုပ်တအုပ်ကိုလှန်ကြည့်နေတော့သူတို့အထက်တန်းကျောင်းတုန်းကတပ်ပုံဟောင်းလေးတစ်ပုံကိုတွေ့သွားပါတယ်အဲ့ဒီပုံထဲမှာဂျင်းကျူကအနှစ်သာရတူတဲ့သူလို့ရေးထားပါတယ်အဲ့ဒီတုန်းကဝမ်ဂျွန်ဟာသူ့ရဲ့ခံစားချက်တွေကိုဝန်ခံဖို့အခွင့်အရေးကိုလွှဲချော်ခဲ့တယ်ဆိုတာရှင်းနေပါတယ်သူတို့ဟာတငယ်ချင်းအစ်စ်မာတင်ရက်တန့်သွားခဲ့ကြတာပါဒိုနာအခန်းထဲကိုပြန်သွားရင်တော့သူမရဲ့စိတ်အခြေအနေကထပ်ပြီးပြောင်းလဲသွားပါတယ်သူမရုတ်တရက်ကြောင်ကြမ်းဖြစ်လာပြီးတကားတွေပတင်းပေါက်တွေကိုအမြန်ပိတ်လိုက်ပါတယ်စောစောကဆွဲကြိုးတကုန်းပါတဲ့လက်ဆောင်ကသူမကိုဆက်ပြီးခြောက်လန့်နေပါတယ်ကြောက်လန့်တကြားနဲ့သူမတကားကိုကလတ်ထိုင်နဲ့ပိတ်ဆို့လိုက်ပြီးမီးတွေကိုတောင်ပိတ်လိုက်ပါတော့တယ်တစ်ဖက်မှာလည်းဝမ်ဂျွန်နဲ့ဂျင်းကျူတို့အတူတူအလုပ်ဆက်လုပ်နေကြပါတယ်သူ့ရဲ့တတိအားလုံးကိုစူးစီးပြီးဝမ်ဂျွန်ကနောက်ဆုံးမှာတော့သူမကိုချယ်ရီပန်းချံမှာဒိတ်လုပ်ဖို့ဖိတ်လိုက်ပြီးသူမကလည်းပျော်ပျော်ရွှင်ရွှင်နဲ့သဘောတူပါတယ်အလုပ်ပြီးလို့ဝမ်ဂျွန်အဆောင်ကိုပြန်ရောက်တဲ့အခါဒိုနာအခန်းကမှောင်မဲနေတာကိုတွေ့ပြီးအံ့ဩသွားပါတယ်သူမကိုစတင်ရှာဖွေပြီးမကြခင်မှာပဲသူမဟာရေချိုးခန်းထဲမှာပိတ်မိနေတာကိုသိလိုက်ရပါတယ်တုံးဆုပ်မနေပဲသူတကားကိုဖျက်ပြီးဖွင့်လိုက်ပါတယ်သူမလွတ်သွားတဲ့အခါဒိုနာကသူ့ကိုချက်ချင်းတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ဝမ်ဂျွန်လည်းအမှတ်မထင်ဖြစ်သွားပြီးသူမကိုပြန်ပြီးဖတ်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာသူပြတ်သွားတဲ့တကားကိုတိတ်တဆိတ်ပြန်ပြင်ပေးပါတယ်ဒိုနာကငေးကြည့်နေပြီးသူပစ္စည်းပြင်နေတဲ့အချိန်မှာဆွဲဆောင်မှုရှိတယ်လို့အမှတ်မထင်မှတ်ချက်ပေးပါတယ်သူမရဲ့ဘဝမှာဖခင်ဆိုတဲ့ပုံရိပ်မျိုးတစ်ခါမှမရှိခဲ့ဘူးလို့လည်းပြောပြပါတယ်သူမခံစားနေရတာတွေကိုထုတ်ဖော်နိုင်ဖို့ကူညီခြင်းတဲ့အတွက်ဝမ်ဂျွန်ကသူမကိုအယုတ်ထိုးတဲ့ဆက်ရှိတဲ့ဂိမ်းဆိုင်ကိုခေါ်သွားပါတယ်သူမအဲ့ဒီမှာသူမရဲ့ဝမ်းနည်းမှုနဲ့ဒေါသတွေကိုထုတ်ပြနိုင်ဖို့သူမျှော်လင့်တာပါအဲ့ဒါပြီးတော့သူတို့ညဘက်ဘတ်စကတ်ဘောအတူတူကစားကြပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့တန်ရောစင်ကတခြားအရာတွေထက်ရင်းနှီးတဲ့တငယ်ချင်းတွေလိုဖြစ်နေပါတယ်နောက်တော့သူတို့တိမ်ထူတဲ့ကောင်းကင်အောက်မှာလှည့်လျောင်းနေကြပါတယ်ဝမ်ဂျွန်ကသူဂျင်းကျူကိုချယ်ရီပန်းချံသွားဖို့ဖိတ်လိုက်တာအောင်မြင်ခဲ့တဲ့အကြောင်းအမှတ်မထင်ပြောပြပါတယ်ဒိုနာကသူ့အတွက်စိတ်လှုပ်ရှားပေးပြီးပိုတိကျင်တာကြောင့်အနားကိုတိုးကပ်လာပါတယ်ဒါပေမဲ့သူတို့မျက်နှာချင်းကရုတ်တရက်အရန်နီးကပ်သွားတဲ့အတွက်ဝမ်ဂျွန်ကအနေခက်မှာဆိုလို့အလိုလျောက်နောက်ကိုဆုပ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ကြည်လင်တဲ့ကောင်းကင်ကြီးနဲ့ရောက်လာပါတယ်ဝမ်ဂျွန်နဲ့ဂျင်းကျူတို့နောက်ဆုံးတော့သူတို့အကြာကြီးမျှော်လင့်ခဲ့ရတဲ့ချယ်ရီပန်းချံတိတ်ကိုသွားခဲ့ကြပါတယ်ဒါပေမဲ့အတူရှိနေတဲ့အချိန်မှာဝမ်ဂျွန်ကဘာမှမစင်စားပဲဒိုနာအကြောင်းတွေကိုစပြီးပြောနေမိပါတယ်ဒါကဂျင်းကျူကိုတဘာဝအတိုင်းအနှဲငယ်တဝန်းတိုးစေပါတယ်ရုတ်တရက်မိုးတွေတေးကြီးမဲကြီးရွာချလာပြီးဝမ်ဂျွန်နဲ့ဂျင်းကျူတို့ခိုးနာဖို့အတွက်ဘတ်စကားမှတ်တိုင်စီကိုပြေးသွားကြပါတယ်
သူတို့အဲ့ဒီမှာစောင့်နေတော့ဂျင်းကျူရဲ့တငယ်ချင်းတယောက်ဖြစ်တဲ့စီဟွန်းကကားနဲ့အမှတ်မထင်ဖြစ်သွားပြီးသူတို့ကိုလိုက်ပို့ပေးဖို့ကန့်လန့်ပါတယ်စီဟွန်းကဂျင်းကျူကိုပုံမှန်ထပ်ပို့ပြီးဂယုစိုက်ပြနေတာရှင်းနေပြီးဝမ်ဂျွန်ကတော့တဝင်းတိုစိတ်ကိုထိရင်ငြိမ်ပြီးကြည့်နေုံပဲတက်နိုင်ပါတယ်မကြခင်မှာပဲဝမ်ဂျွန်ရဲ့ဖုန်းမိလာပါတယ်ယွန်းထိုက်ကသူအခုမှ promotion နဲ့ဝယ်လာတဲ့ပီဇာကိုအတူတူလာစားဖို့ဖိတ်တာပါစီဟွန်းကဒါကိုကြားတဲ့အခါသူလဲယွန်းထိုက်ကိုသူတို့မျိုးကနေတည်တယ်လို့ပြောပါတယ်ဒီလိုနဲ့သူတို့အားလုံးအတူတူစုမိသွားကြပါတယ်စားနေတော့မှယွန်းထိုက်ကစီဟွန်းနဲ့ဂျင်းကျူတို့ဟာလိုက်ဖက်တဲ့စုံတွဲတွဲဖြစ်မှာပဲလို့နောက်ပြောင်ကြီးဆဲပါတယ်အဲ့ဒါကိုကြားရတာကဝမ်ဂျွန်ကိုပို့ပြီးစိတ်မသက်မသာဖြစ်စေတာကြောင့်သူရေခဲမုတ်သွားဝယ်မယ်ဆိုပြီးတိတ်တဆိတ်ထွက်လာခဲ့ပါတယ်တယောက်တည်းလမ်းလျှောက်နေတော့သူအထက်တန်းကျောင်းတုန်းကအမှတ်တရတွေကိုပြန်လည်မြောက်နေပါတယ်နေ့ကြတဲ့နေ့တစ်နေ့မှာဂျင်းကျူကိုလက်စည်းလေးပတ်ပေးပြီးနီးနီးကက်ကက်ဖတ်ထားခဲ့ပူတာကိုပေါ့အတွေးလွန်ပြီးရက်နေတော့မှဒိုနာကရုတ်တရက်ပေါ်လာပြီးရေခဲမုတ်ဝယ်ဖို့သူ့စီမှာလာပူပေါင်းပါတယ်သူမကသူ့ရဲ့တဝင်းတိုနေတဲ့စိတ်ကိုချက်ချင်းတည်သွားပြီးသူ့ကိုဖြောင်းဖျားဖို့ကြိုးစားပါတယ်အဆောင်ကိုပြန်ရောက်တဲ့အခါဒိုနာကပုံမှန်အတိုင်းအပြင်မှာစစ်လိတ်တောက်ဖို့ခဏရက်ပါတယ်သူမအေးနေတဲ့နေရာမှာရှိနေတာကိုတွေ့တော့ဝမ်ဂျွန်ကသူ့ရဲ့ဂျာကင်ကိုပေးဝတ်လိုက်ပါတယ်ဒါပေမဲ့ဂျင်းကျူကဒါကိုမြင်သွားပြီးသူမရဲ့တဝင်းတိုမှုတွေကိုပို့ပြီးနှက်ဆိုင်သွားစေပါတယ်နောက်နေ့မနက်မှာအင်ဂျင်နီယာဌာနနဲ့ကိုရီးယားစာပေဌာနတို့ဘတ်စကတ်ဘောပြိုင်ပွဲရှိပါတယ်ဂျင်းကျူနဲ့ဒိုနာနှစ်ယောက်လုံးလာပြီးအားပေးကြပေမဲ့ဂျင်းကျူကတော့ဒိုနာဝမ်ဂျွန်ကိုအားပေးနေတာကိုကြည့်ပြီးစိတ်မသက်မသာဖြစ်နေတာသိတာပါတယ်ဂိမ်းပြီးတဲ့အခါစီဟွန်းကအားလုံးကိုအတူတူထမင်းသွားစားဖို့ဖိတ်ပါတယ်ဒိုနာကဝမ်ဂျွန်ကိုညှင်းဖို့ချက်ချင်းအချက်ပြလိုက်ပါတယ်ဂျင်းကျူနဲ့စီဟွန်းတို့အတူရှိနေတာကိုစက်ကြည့်နေရရင်သူ့ကိုပို့ပြီးနာကျင်စေမှာကိုသူမသိနေလို့ပါနောက်တော့ဝမ်ဂျွန်ကသူ့ရဲ့အတိတ်အကြောင်းကိုဒိုနာကိုရင်ဖွင့်ပါတယ်သူတစ်ချိန်ကဂျင်းကျူကိုသူ့ရဲ့ခံစားချက်တွေဝန်ခံခဲ့ဘူးပေမဲ့အဲ့ဒီနောက်မှာသူမကရုတ်တရက်သူ့ကိုအလံဝေးသွားစေခဲ့တယ်လို့ပြောပါတယ်အဲ့ဒီအတွေ့အကြုံကသူ့ရဲ့အချစ်ဟာဘယ်တော့မှအပြန်အလှန်မရနိုင်ဘူးလို့ယုံကြည်သွားစေခဲ့တာပါအဲ့ဒီအချိန်ကစပြီးဂျင်းကျူနဲ့သူ့ရဲ့ဆက်ဆံရေးကစတင်ဝေးကွာသွားခဲ့တာဖြစ်ပါတယ်ဒိုနာစီပြန်သွားရင်တော့သူမတယောက်တည်းရှိနေတဲ့အချိန်တိုင်းသူမရဲ့ကြောက်ရွံ့မှုနဲ့ကြောင်ကြမ်းဖြစ်တာတွေကရှိနေတော့မှာပဲအဆောင်ထဲမှာတော့မှတယောက်ပြေးနေတာကိုမြင်ရင်ကင်မရာမီတွေနဲ့စူညံနေတဲ့ပရိသတ်တွေရဲ့အမတ်တရားတွေကိုပြန်လည်နှိုးထားစေပါတယ်မလုံခြုံသလိုခံစားရတာကြောင့်သူမတယောက်တည်းမဖြစ်ရအောင်သူမတငယ်ချင်းတွေကိုညစာစားဖို့ဖိတ်လိုက်ပါတယ်အဲ့ဒီညမှာတယောက်ကသူမကိုလိုက်ချောင်းနေတယ်လို့သူမဝန်ခံလိုက်ပါတယ်သူမပဒင်းပေါက်အပြင်ဘက်ကနေရိုက်ထားတဲ့သူမရဲ့ဓာတ်ပုံတစ်ပုံကိုတောင်သူတို့ကိုပြလိုက်ပါတယ်မကြခင်မှာပဲသူတို့အဲ့ဒီမှာရက်နေတဲ့လူတယောက်ကိုတွေ့လိုက်ပါတယ်လိုက်ဖမ်းကြပြီးနောက်ဆုံးတော့စတော့ကာကိုမိသွားပါတယ်စိတ်ခံစားမှုတွေပြင်းထန်လာပြီးဒိုနာကဖန်ပလင်းတစ်လုံးကိုယူပြီးသူ့ကိုတိုက်ခိုက်ဖို့အထိဖြစ်သွားပါတယ်စိတ်ထဲမှာတော့သူမအရန်ကြောက်နေခဲ့တာပါဒါပေမဲ့လည်းသူမကသူ့ကိုရဲစခန်းကိုတိုင်ဖို့တော့ညှင်းဆိုပါတယ်တစ်ချိန်တည်းမှာပဲဝမ်ဂျွန်နဲ့ဂျင်းကျူတို့အတူတူအိမ်ပြန်နေကြပါတယ်လမ်းမှာဂျင်းကျူကသူမရဲ့အဖေကပြင်းပြင်းထန်ထန်ကန့်ကွက်နေပေမဲ့သူမကလွတ်လပ်စွာနေခြင်းပြီးအလုပ်လုပ်ခြင်းတဲ့အကြောင်းရင်ဖွင့်ပါတယ်ခဏအကြာမှာပဲသူမဖုန်းထဲကိုအဖေစီကမက်ဆေ့ချ်တစ်ခုရောက်လာပါတယ်အဲ့ဒီထဲမှာဒေါသတကြီးနဲ့ဆွဆွဲချက်တွေပါနေပြီးသူမဟာအနာဂတ်ကိုအာရုံမစိုက်ဘဲအချစ်ရေးတွေမှာပဲအချိန်ဖြုံးနေတယ်လို့ပြောထားပါတယ်ငါတို့ဝမ်ဂျွန်စီပြန်သွားရအောင်အဲ့ဒီညမှာပဲသူကစတော့ကာကမိသူမိဝါဖြစ်ကြောင်းကိုကိုယ်တိုင်ရှာဖွေပြီးဒိုနာစီကိုသတင်းချက်လက်တွေပေးလိုက်ပါတယ်သူမအစင်သင့်ဖြစ်တဲ့အချိန်မှာတိုင်ကြားနိုင်ဖို့ပါတစ်ချိန်တည်းမှာပဲသူကသူမကိုစိတ်အေးအောင်နဲ့ကြောက်ရွံ့မှုတွေရောပါသွားအောင်အတက်နိုင်ဆုံးလှုပ်ဆောင်ပေးပါတယ်ပထမဆုံးအကြိမ်ဖြစ်လုံခြုံတယ်လို့ခံစားရတာကြောင့်ဒိုနာကဝမ်ဂျွန်ရဲ့ပေါင်ပေါ်မှာတိတ်တဆိတ်ခေါင်းပြီးအနားယူပါတယ်သူစိတ်လှုပ်ရှားနေပေမဲ့လည်းသူမကိုအဲ့ဒီအတိုင်းနေခွင့်ပေးထားလိုက်ပါတယ်သူမအိပ်ပျော်သွားတဲ့အချိန်မှာသူ့လက်ကိုလှမ်းကင်တဲ့အခါသူကပြန်မယုံခဲ့ပါဘူးနောက်ဆုံးတော့သူတို့အဲ့ဒီမှာအေးချမ်းပြီးနှစ်သိမ့်မှုပေးတဲ့အချိန်လေးတစ်ခုကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်ရက်တွေကုံဆုံးသွားတာနဲ့အမျှဝမ်ဂျွန်ကသူ့ရဲ့အလုံများတဲ့ဘဝထဲမှာဆက်လက်ရှင်သန်နေပါတယ်ကဖေးတစ်ခုမှာအလုပ်တင်လုပ်တဲ့အပြင်ပတ်စံပိုရဖို့အတွက်ကစားကွင်းမှာလည်းအပိုအလုပ်တွေလုပ်ပါတယ်တနေ့မှာဒိုနာကကစားကွင်းကိုတယောက်တည်းရောက်လာပြီးတိတိတတ်တာကိုအထီးကျန်နေပုံရပါတယ်ဝမ်ဂျွန်ကအလုပ်လုပ်နေတာကြောင့်သူမနဲ့အတူမရှိနိုင်လို့သူမကသူ့ရဲ့အလုပ်ချိန်ပြီးတဲ့အထိစောင့်ပြီးမှသူတို့အတူတူထမင်းသွားစားကြပါတယ်အဲ့ဒီအချိန်မှာဒိုနာကသူမရဲ့ရိုးရှင်းပြီးတာမန်ဘဝလေးကိုစတင်နှစ်သက်လာတဲ့အကြောင်းရင်ဖွင့်ပါတယ်အရင်တုန်းကတော့သူမတချင်းမဆိုနိုင်တော့ရင်မကနိုင်တော့ရင်ဘာဖြစ်မလဲဆိုတာကိုအရန်ကြောက်ခဲ့ပေမဲ့အခုတော့သူမဒီလိုလဲရှင်သန်နိုင်မှန်းသိသွားပါပြီတစ်ချိန်တည်းမှာပဲဝမ်ဂျွန်ကလည်းသူ့လိုချင်တာကတာမန်ဘဝလေးတစ်ခုပဲဖြစ်ပြီးဒီလိုရုန်းကန်နေရတာမျိုးမဟုတ်ဘူးလို့ဝန်ခံပါတယ်သူတို့ဖော်ကျွန်းကူကီးတွေကိုခွဲကြည့်တဲ့အခါဝမ်ဂျွန်ရဲ့စာတို့ကသူမကြခင်မှာရန်သူတယောက်နဲ့တွေ့လိမ့်မယ်လို့ပြောထားပါတယ်အိမ်အပြန်ဘတ်စကားပေါ်မှာတော့အလုတ်ကြောင့်ပြင်ပန်းနေတဲ့ဝမ်ဂျွန်ကဒိုနာပခုံးပေါ်မှာမိပြီးအိပ်ပျော်သွားပါတယ်နောက်တစ်နေ့မှာဝမ်ဂျွန်ကဂျင်းကျူနဲ့လမ်းလျှောက်ရင်းသူရခဲ့တဲ့ကံကြမ္မာအကြောင်းကိုပေါ့ပေါ့ပပပြောနေပါတယ်ဒါပေမဲ့သူတို့စကားပြောနေတော့မှအီရာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံတဲ့အခါစကားပြတ်သွားပါတယ်သူမကသူ့ရီးစားဖောက်ပြန်နေတာကိုမိသွားပြီးနောက်ဒေါသတကြီးဖြစ်နေတာပါသူမရဲ့ကြောင်းသူဘဝကပျက်စီးတော့မဲ့ပုံပါပဲသူမဟာတစ္ဆာဖောက်ခံရပြီးသူမရဲ့အပြုတ်မှုတွေကြောင့်အဆောင်ကနေနှင်ထုတ်ခံရတော့မဲ့အပြင်အရက်အလွန်အကျွံတောက်တက်သူလို့လည်းနာမည်ကြီးပါတယ်တစ်ဖက်မှာလည်းဒိုနာအကြောင်းသတင်းတွေကစတင်ပြန့်နှံ့လာပါတယ်တယောက်ကသူမဝမ်ဂျွန်နဲ့အတူတူထမင်းစားနေတာကိုဓာတ်ပုံရိုက်လိုက်ပြီးအဲ့ဒါကအွန်လိုင်းမှာချက်ချင်းပြန့်သွားပါတယ်ပရိသတ်တွေနဲ့မုန်းတီးသူတွေကသူမအကြောင်းကိုထပ်ပြီးပြောလာကြပါတယ်
ဒါကသူမကိုဘလို့ထိခိုက်မလဲဆိုတာစိုးရိမ်တဲ့အတွက်ဝန်ဂျွန်ကသူမကိုချက်ချင်းသွားကြည့်ပေမဲ့ထူးဆန်းတာကဒိုနာကဘာမှမဟုတ်တယ်လို့တုံ့ပြန်ပါတယ်သူမကပေါ့ပေါ့ပါပါမုံဖုတ်နေပြီးမုံတွေတူးသွားတာတောင်မှသူမဟာဝေဖန်မှုတွေနဲ့မုံတီးမှုတွေကိုရင်ဆိုင်ရတာကျင်သားရနေပြီဆိုတာပြသနေပါတယ်ဝန်ဂျွန်အတွက်တော့အခြေအနေကပြင်းထန်ပြီးသူမတာလူသိရှင်ကြားဖြည့်ရှင်းဖို့လိုအပ်လာရင်သူမဘေးမှာရက်တီပေးဖို့အသင့်ပါပဲဒါပေမဲ့ဒိုနာကတော့ဟာတာလုပ်ပြီးပဲပယ်ချလိုက်ပါတယ်ဇလန်းကဂျင်းကျူရဲ့ဘဝစီကိုပြောင်းသွားပါတယ်သူမရဲ့မိသားစုကတင်းကျပ်ပြီးထိန်းချုပ်လုံးပါတယ်အထူးသဖြင့်သူမရဲ့အဖေကသူမရဲ့ social media အကောင့်တွေကိုဖျက်ပစ်ဖို့တောင်းဆိုပါတယ်သူမအဲ့ဒီလိုလုပ်ဖို့ပြင်ဆင်နေတော့မှဝန်ဂျွန်နဲ့ဒိုနာတို့ရဲ့ပြန့်နေတဲ့တပ်ပုံကိုမတော်တဆတွေ့သွားပါတယ်နောက်တစ်နေ့မနက်ခင်းကတော့တောက်ပပြီးကြည်လင်နေပါတယ်ဒိုနာကပျော်ရွှင်စွာနဲ့ပြင်ဆင်ပြီးသူမရဲ့အလှဆုံးပုံစံနဲ့ဝန်ဂျွန်ကိုဒိတ်လုပ်ဖို့ဖိတ်ပါတယ်ဒါပေမဲ့ဝန်ဂျွန်ကသူ့ရဲ့စာမှုပွဲတွေအတွက်အလုပ်များနေပြီးတခြားအရာတွေကိုစဉ်းစားဖို့အချိန်မရှိသလောက်ပါပဲသူဘာဝေးရမလဲလို့ရွေးနေတော့မှပဲယွန်းထိုက်ကအရေးကြီးကိစ္စရှိတယ်ဆိုပြီးရုတ်တရက်ဖုန်းဆက်လာပါတယ်ဘာမှသိမစင်စားပဲဝန်ဂျွန်ကအပြေးသွားတဲ့အတွက်ဒိုနာကြံရိတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကအရေးကြီးတဲ့ကိစ္စလုံးဝမဟုတ်ပါဘူးယွန်းထိုက်က social media မှာတွေ့တဲ့မိန်းကလေး၃ယောက်နဲ့ blind date စီစဉ်ထားတာဖြစ်နေပါတယ်အဲ့ဒီထဲကတယောက်က ER ဖြစ်နေပါတယ်ပိုပြီးအနေခက်သွားတာကဝန်ဂျွန်ကသူမနဲ့တွဲပေးခံရတာပါသူတို့နှစ်ယောက်ဟာအရင်ကတည်းကတည်နေကြတာရှင်းနေပါတယ်ဇလန်းကသူတို့ရဲ့ငယ်ဘဝကိုခစ်တက်ပြန်သွားပါတယ်ဝန်ဂျွန်ရဲ့အမေနဲ့အီရာရဲ့အမေဟာရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ပြီးနှစ်ယောက်လုံးကကလေးတွေကိုအချိန်တပြိုင်တည်းမှာပဲမွေးခဲ့ကြတာပါသူတို့ကသူတို့ရဲ့ကလေးတွေကိုအနာဂတ်မှာတွဲပေးဖို့တောင်အိမ်မက်မက်ခဲ့ကြဘူးပါတယ်ကြီးပြင်းလာတဲ့အခါအီရာကစော့ကစားတက်ပြီးယောင်ကြားလေးဆန်တဲ့မိန်းကလေးဖြစ်ပြီးဝန်ဂျွန်ကတော့ရှက်တက်ပြီးကြောက်တတ်တဲ့ကောင်လေးပါဒါပေမဲ့အီရာ10နှစ်အရွယ်မှာဘရာဇီးကိုပြောင်းသွားခဲ့ပါတယ်အခုတော့သူမဘလို့နီးနဲ့မဆိုကိုရီးယားကိုပြန်ရောက်နေတာပါလက်ရှိမှာတော့ဝန်ဂျွန်ကသူမကိုမသိတယ်လို့ဟန်ဆောင်ပေမဲ့အီရာကတော့လုံးဝအလှည့်မစားခံရပါဘူးဂိမ်းတစ်ခုမှာသူမကသူ့ဘာကိုကင်ပြီးနိုင်ရမယ့်တာဝန်ပေးခံရပါတယ်ဝန်ဂျွန်ကရှောင်ဖို့အတက်နိုင်ဆုံးစူးစမ်းပေမဲ့နောက်ဆုံးတော့သူတို့နှစ်ယောက်ကလေးတွေလိုစကားများကြပါတော့တယ်တစ်ဖက်မှာဒိုနာကတော့အဆောင်ရှိမှာတယောက်တည်းထိုင်ရင်ကြံ့ရစ်ခဲ့ပါတယ်အဲ့ဒီမှာယွန်းထက်ရောက်လာပြီးဝန်ဂျွန်ကတခြားမိန်းကလေးတယောက်နဲ့ဒိတ်လုပ်ဖို့ထွက်သွားပြီလို့အမှတ်မထင်ပြောလိုက်ပါတယ်အဲ့ဒါကိုကြားရတဲ့အခါဒိုနာဟာတဝင်းတိုတဲ့အရေးရောင်တွေကိုမဖုံးကွယ်နိုင်တော့ပါဘူးဒိတ်ပြီးတဲ့အခါအီရာကအတော်လေးမူးသွားပါတယ်ဝန်ဂျွန်ကသူမကိုတိနေတာကြပြီဖြစ်လို့တာဝန်ယူတဲ့အနေနဲ့သူမကိုအိမ်လိုက်ပို့ပေးပါတယ်သူတို့အဆောင်ကိုရောက်တဲ့အခါဒိုနာကအပြင်မှာစစ်လိတ်တောက်ရင်းစောင့်နေတာနဲ့တွေ့ပါတယ်သူမကအတွေးလွန်နေတာကြောင့်သူမရဲ့လက်ကစစ်လိတ်နဲ့အပူမိသွားတာတောင်သတိမထားမိပါဘူးဝန်ဂျွန်ကအပူလောင်တာကိုရေခဲနဲ့အမြန်ကုသပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒိုနာကသူ့ကိုစတင်စစ်မေးပါတော့တယ်သူမတဝင်းတိုနေတာကတော့အထင်ရှားပါပဲတုံးဆုပ်မနေပဲသူမကသူ့ကိုရုတ်တရက်နမ်းလိုက်ပါတယ်ဒီတခါတော့ဝန်ဂျွန်ကပြန်ပြီးမတုံးဖယ်တော့ပါဘူးအဲ့ဒီညမှာဝန်ဂျွန်အိတ်လို့မရပါဘူးသူ့ရဲ့အတွေးတွေကရှုပ်ထွေးနေပြီးနောက်နေ့အတန်းထဲမှာတော့အာယုံစိုက်ဖို့ရုန်းကန်နေရပါတယ်နောက်ဆုံးတော့သူဒိုနာနဲ့တွေ့ပြီးအရာအလုံးကိုရှင်းရှင်းလင်းလင်းစကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်သူမရဲ့အနှမ်းကတငယ်ချင်းစီကိုကြော်သွားပြီးဖြစ်ကြောင်းနဲ့သူ့ရဲ့ခံစားချက်တွေကိုကစားစရာမလိုဖို့သူမကိုရိုးရိုးသားသားပြောပါတယ်သူ့ရဲ့စိတ်ထဲမှာတော့သူကဒိုနာလိုသူ့ဘဝနဲ့လုံးဝကွဲပြားတဲ့လူမျိုးကိုချစ်မိသွားမှာကိုကြောက်နေတာပါရက်တွေကုံဆုံးသွားတာနဲ့အမျှဝန်ဂျွန်ကသူ့ရဲ့ပုံမှန်ဘဝတွေကိုပြန်ဝင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အရာတွေကကြာကြာတော့မငြိမ်သက်ပါဘူးအီရာကအဆောင်ကနေနှင်ထုတ်ခံရပြီးနောက်ရုတ်တရက်ထပ်ပေါ်လာပြန်ပါတယ်သူမကိုသူ့စီမှာပေးနေဖို့ဝန်ဂျွန်ကိုတောင်းပန်ပါတယ်သူမရဲ့ရဲတင်ပြီးခံမရခတ်တဲ့ပင်ကိုစရိုက်ကြောင့်လူကြားထဲမှာသူ့ကိုအရှက်ရစေတဲ့အခြေအနေတွေခဏခဏဖန်တီးတတ်ပါတယ်ဒါပေမဲ့လည်းဝန်ဂျွန်ကစိတ်ရင်းကောင်းသူဖြစ်လို့စိတ်မပါပေမဲ့လည်းသူမကိုလက်ခံလိုက်ရပါတယ်အခုဇလန်းကဂျင်းကျူရဲ့အခြေရေးဘက်ကိုပြောင်းသွားပါတယ်မကြသေးခင်ကစီဟုံးကသူမကိုသူ့ရဲ့ခံစားချက်တွေဝန်ခံခဲ့ပေမဲ့သူမညှင်းလိုက်ပါတယ်အကြောင်းပြချက်ကရိုးရှင်းပါတယ်သူမရဲ့နှလုံးသားကတခြားတစ်ယောက်စီမှာရှိနေပြီးသားပါအဲ့ဒီလူကတော့ဝန်ဂျွန်ပါပဲအဲ့ဒီနေ့မှာပဲဂျင်းကျူကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူမကသူမရဲ့တင်းကျပ်တဲ့အဖေစီကနေခွဲထွက်ပြီးလွတ်လပ်စွာနေထိုင်မှုရွေးချယ်လိုက်တာပါသူမရဲ့ကိုယ်ပိုင်ဘဝကိုစတင်ဖို့စိတ်ပိုင်းဖြတ်ပြီးသူ့ရဲ့အဆက်အသွယ်တွေကိုပိတ်လိုက်ပါတယ်စိတ်တွေရှုပ်ထွေးနေတာကြောင့်သူမဝန်ဂျွန်ကိုတွားတွေ့ပါတယ်အဲ့ဒီအချိန်မှာသူမကသူ့ကိုသူမနဲ့အရန်ကြီးဝေးမသွားဖို့တိတ်တဆိတ်တောင်းဆိုပါတယ်တစ်ဖက်မှာလည်းအီရာကသူမရဲ့ရဲတင်ပြီးရှုပ်ထွေးတဲ့ပင်ကိုစရိုက်နဲ့အဆောင်အစ်စ်ကိုတရားဝင်ပြောင်းလာပါတယ်သူမကသူမရဲ့တငယ်ချင်းတွေနဲ့အတူပြစ်ကတ်ကားနဲ့ရောက်လာပါတယ်ထူးဆန်းတာကသူမရဲ့အဆောင်အစ်စ်ကဝန်ဂျွန်တို့အဆောင်ပဲဖြစ်နေပါတယ်အဲ့ဒါကိုသိနေတဲ့ဒိုနာကပစ္စည်းရွှေ့တာကိုကူညီပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဂျင်းကျူကိုပါဖိတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာအရာအလုံးကပြင်းထန်တဲ့ဘက်ကိုဥတီသွားပါတယ်ဂျင်းကျူကသူမရဲ့တတိတွေကိုစူးစီးပြီးသူမဝန်ဂျွန်ကိုချစ်နေတဲ့အကြောင်းဒိုနာကိုပုံပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်သူမသူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာရှင်းနေပါတယ်မမျှော်လင့်ပဲဒိုနာကလည်းဓာတ်ရိုက်ပဲပြန်တုံ့ပြန်ပါတယ်သူမလည်းဝန်ဂျွန်ပေါ်ခံစားချက်တွေရှိနေကြောင်းတွန်းဆုတ်မနေပဲဝန်ခံလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအီရာကလည်းသူမရဲ့ပုံမှန်ရှုပ်ထွေးမှုတွေကိုယူဆောင်လာပါတယ်မနက်ခင်းတစ်ခုမှာကြောင်းမသွားခင်အလင်းစလိုဖြစ်ပြီးသူမကရေချိုးခန်းမှဝင်သွားတဲ့အခါအထဲမှာယောက်ျားလေးတစ်ယောက်ကိုတွေ့သွားပါတယ်။နောက်တော့သူမတငယ်ချင်းတွေကိုအဲ့ဒီအကြောင်းပြောပြတဲ့အခါအဲ့ဒါကစူညံပြီးအရှက်ရစရာမြင်ကွင်းတစ်ခုဖြစ်သွားပါတယ်။တခြားတနေရာမှာဒိုနာကသူမရဲ့ခံစားချက်တွေအပေါ်ဇဝေဇဝါဖြစ်နေတော့စိတ်ကြည်လင်သွားအောင်နိုက်ကလပ်တစ်ခုကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။
လူတွေကသူမကိုမှတ်မိသွားမလားဒါမှမဟုတ်တပ်ပုံရိုက်မလားဆိုတာသူမဂရုမစိုက်ပါဘူးအဲ့ဒီမှာသူမအတီဟောင်းတယောက်နဲ့ဆုံပြီးစကားပြောဖြစ်ပါတယ်အဆောင်မှာတော့ဝမ်ဂျွန်နဲ့တခြားသူတွေကညစာပြင်ဆင်ရင်းအရက်တောက်နေကြပါတယ်ဂျင်းကျူကအေးတယ်ဆိုပြီးဝမ်ဂျွန်စီကစောင်းတထဲငှားဖို့တောင်းဆိုတဲ့အတွက်သူကသူမကိုသူ့အခန်းထဲခေါ်သွားပါတယ်အခန်းထဲရောက်တဲ့အခါဝမ်ဂျွန်ကသူတို့အထက်တန်းကျောင်းလုံးကတပ်ပုံဟောင်းလေးကိုအခုထိတင်ထားတာကိုတွေ့ပြီးသူမတိတ်တဆိတ်ပြုံးမိပါတယ်ဒါပေမဲ့အဲ့ဒီခံစားချက်ကကြကြမခံပါဘူးဝမ်ဂျွန်ရဲ့ကတင်ပေါ်မှာဒိုနာစီကဖြစ်တာတေချာတဲ့စစ်လိတ်တပူကိုသူမတွေ့သွားပါတယ်အဲ့ဒီမှာပဲသူမရဲ့နှလုံးသားကထပ်ပြီးပြိုလဲသွားရပြန်ပါတယ်နောက်တော့အဲ့ဒီညမှာဂျင်းကျူနဲ့ဝမ်ဂျွန်တို့အတူတူလက်လျှောက်ဖြစ်ကြပါတယ်သူမကသူမရဲ့ရှုပ်ထွေးတဲ့မိသားစုအခြေအနေနဲ့အခြေရေးကိုတားမြစ်ထားတဲ့သူမအဖေရဲ့စီကံတွေအကြောင်းနောက်ဆုံးတော့ဖွင့်ပြောလိုက်ပါတယ်အခုသူမလွတ်လပ်မှုကိုရွေးချယ်လိုက်ပြီးဖြစ်လို့အတိတ်ကသူတို့မတွဲဖြစ်ခဲ့တဲ့ဆက်ဆံရေးကိုပြန်ဆချင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဝမ်ဂျွန်ကသူမကိုညင်ညင်တတပဲညှင်းဆိုလိုက်ပါတယ်သူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကအရင်လိုမဟုတ်တော့ပါဘူးအဲ့ဒီစကားဝိုင်းပြီးနောက်ဝမ်ဂျွန်အိမ်ပြန်လာတဲ့အခါစိတ်မအေးဖြစ်နေပါတယ်ဒိုနာပြန်မလာသေးတာကိုသိလိုက်ရလို့သူအဆောင်ရှိမှစောင့်နေပါတယ်အတော်ကြာတော့ဒိုနာကတခြားယောက်ျားလေးတစ်ယောက်နဲ့ပြန်ရောက်လာပါတယ်အဲ့ဒီလူကသူမကိုနမ်းဖို့ကြိုးစားပေမဲ့သူမကအမြန်ပဲညှင်းလိုက်ပါတယ်နောက်မဆုတ်ပဲအဲ့ဒီလူကသူမကိုနှိမ်ချပြီးပြောပါတယ်သူမဟာပတ်အင်ဝိုဆိုတဲ့လူနဲ့နီးစပ်ဖို့အတွက်ပဲသူ့ကိုအတုံးချခဲ့တာလို့ပြောပါတယ်အဲ့ဒီအချိန်မှာဝမ်ဂျွန်ကကြားဝင်လိုက်ပါတယ်သူဒိုနာရဲ့ဖုန်းကိုကားထဲကနေပြန်ယူပေးပေမဲ့အဲ့ဒီလူကဝမ်ဂျွန်ကိုပါဆက်ပြီးရန်စပါတဲ့ဝမ်ဂျွန်ဟာလည်းဒိုနာအတွက်အတုံးချခံတက်တာဖြစ်ပြီးပတ်အင်ဝိုရဲ့အာယုံဆိုင်မှုရဖို့အတွက်အတုံးခံရတာလို့ပြောပါတယ်အဲ့ဒါကိုကြားရတဲ့အခါဝမ်ဂျွန်သူ့ရဲ့စိတ်ပြတ်မှုတွေကိုမထိန်နိုင်တော့ပါဘူးသူအဲ့ဒီလူကိုရင်ဆိုင်ပြီးကားတကားကိုအားနဲ့စောင့်ပိတ်လိုက်ပါတယ်အဲ့ဒီညမှာစိတ်ခံစားမှုတွေလွှမ်းမိုးနေတဲ့ဝမ်ဂျွန်ဟာဘတ်စကတ်ဘောတယောက်ထဲသွားကစားပါတယ်သူ့ရဲ့စိတ်ကိုကြည်လင်အောင်စူးစမ်းနေပေမဲ့ဒိုနာရောက်လာပါတယ်ပထမတော့သူမကသူ့စီလာပြီးအမှတ်မထင်ထိဖို့စူးစမ်းပေမဲ့ဝမ်ဂျွန်ကဖယ်လိုက်ပါတယ်သူကအတုံးချခံရမှာကိုကြောက်ပြီးဇဝေဇဝါဖြစ်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာဒိုနာကအမှန်တရားကိုဝန်ခံလိုက်ပါတယ်သူမသူ့ကိုချစ်မိသွားပါပြီဒီတစ်ခါတော့ဝမ်ဂျွန်ကိုယ်တိုင်ကသူမကိုနမ်းလိုက်ပြီးသူလည်းထပ်တူခံစားရကြောင်းပြသလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးအရာအလုံးပြောင်းလဲသွားပြီးသူတို့ရဲ့ခံစားချက်တွေကိုမဖုံးကွယ်နိုင်တော့ပဲအဲ့ဒီညကိုအတူတူကုံဆုံးခဲ့ကြပါတယ်နောက်တစ်နေ့မှာဇလန်ကအီရာစီပြောင်းသွားပါတယ်သူမကဂျွန်ဟွန်းနဲ့အတူဂျူဂျစ်စုတင်တန်းတက်နေပြီးအန်အောစရာကောင်းလောက်အောင်သူမကနိုင်သွားပါတယ်တစ်ဖက်မှာဝမ်ဂျွန်ကစုကျင်နဲ့တွေ့ပြီးစကားပြောနေတော့မှဒိုနာရဲ့ဆိုရှယ်မီဒီယာပေါ်ကဘဝအကြောင်းကိုစတင်စူးစမ်းခြင်းစိတ်ဖြစ်လာပါတယ်ဒိုနာအပေါ်ဝင်းရံနေတဲ့သူမအမေရဲ့အကျွေးကိစ္စတွေအပါအဝင်မကောင်းတဲ့ကောလာဟလတွေရှိနေပေမဲ့လည်းဝမ်ဂျွန်ကတော့ဂရုမစိုက်ပါဘူးအဲ့ဒီအစားသူမရဲ့တပ်ပုံရိုက်နေတဲ့ဗီဒီယိုတစ်ခုကိုကြည့်ရင်းသူပြုံးနေမိပါတယ်အဲ့ဒီညမှာသူနဲ့ဒိုနာတို့ထပ်ပြီးအတူတူအချိန်ကုန်ဆုံးကြပါတယ်နောက်တစ်နေ့မနက်မှာဂျင်းကျူကမထင်မှတ်ပဲအဆောင်ကိုမနက်စာနဲ့ရောက်လာပါတယ်အားလုံးပျော်ပျော်ရွှင်ရွှင်စားဖို့စူးမိကြပေမဲ့ဒိုနာကဝမ်ဂျွန်ရဲ့အခန်းထဲကနေထွက်လာတဲ့အခါအခြေအနေကချက်ချင်းပြောင်းလဲသွားပါတယ်အားလုံးရဲ့မျက်နှာပေါ်ကအံ့ဩမှုတွေကအရာအားလုံးကိုဖော်ပြနေပါတယ်အဲ့ဒီအချိန်မှာဝမ်ဂျွန်ကဒိုနာပေါ်ခံစားချက်တွေရှိနေကြောင်းပုံပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်ဂျင်းကျူကတော့ရင်ကွဲနာကြံရစ်ခဲ့ပါတယ်အခုဇလန်ကဒိုနာရဲ့တကယ်ဘဝအကြောင်းကိုပိုပြီးဖော်ပြလာပါတယ်တနေ့မှာသူမအမေကအဆောင်ကိုရောက်လာပေမဲ့သူမကဒိုနာကိုစိုးရိမ်လို့လာတာမဟုတ်ပဲဒိုနာအကျွေးတွေဆက်နိုင်ဖို့အတွက်အလုပ်ပြန်လုပ်ဖို့ဖိအားပေးဖို့လာတာပါသူမကဒိုနာရဲ့ခံစားချက်တွေကိုဂရုမစိုက်တဲ့အပြင်ပြင်းပြင်းထန်ထန်လည်းဝေဖန်ပါတယ်အဲ့ဒီညမှာပဲ Dreamer Suite ရဲ့တတိယမြောက် Evan Promotion ပွဲရှိပါတယ်ဒိုနာကမျက်နှာဖုံးတက်ပြီးရုပ်ဖြတ်ပြီးတက်ရောက်ခဲ့ပါတယ်တစ်ဖက်မှာဝမ်ဂျွန်ကဂျင်းကျူနဲ့အတူမီရှူမီပန်းတွေကြည့်ဖို့တွေ့ပါတယ်သူပထမတော့တိုးဆုံနေပေမဲ့နောက်ဆုံးတော့တေဘောတူလိုက်ပါတယ်အဲ့ဒီလိုတွေးဆုံနေတော့မှဂျင်းကျူကသူမရဲ့ခံစားချက်တွေကိုရိုးရိုးသားသားဝန်ခံလိုက်ပါတယ်သူမသူ့ကိုဘလောက်ကြာချစ်ခဲ့ရလဲဆိုတာနဲ့အဲ့ဒီခံစားချက်တွေကတခါမှမပြောက်ကွယ်သွားခဲ့ကြောင်းပြောပြပါတယ်ဝမ်ဂျွန်ကသူမရဲ့ရိုးသားမှုကိုတန်ဖိုးထားပြီးတေချာနားထောင်ပေးပေမဲ့နောက်ဆုံးမှာတော့သူမကိုညင်ညင်တတပဲညှင်းဆိုလိုက်ပါတယ်သူ့ရဲ့နှလုံးသားကဒိုနာစီမှာရှိနေပြီးသားပါဂျင်းကျူနဲ့လမ်းခွဲပြီးနောက်ဝမ်ဂျွန်ကဒိုနာပြန်လာတာကိုစောင့်ရင်းစိတ်မသက်မသာဖြစ်နေပါတယ်အီရာကသူ့ကိုလာပြီးနှစ်သိမ့်ပေးပြီးဒီတစ်ခါတော့သူမကစင်းစင်းစစားနဲ့အကြံဉာဏ်ပေးပါတယ်ဒိုနာနဲ့သူ့ရဲ့ဆက်ဆံရေးကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့တိုက်တွန်းပါတယ်မကြခင်မှာပဲဒိုနာကသူ့ကိုဖုံးဆက်ပြီးခီးတစ်ခုအတူသွားဖို့ဖိတ်ပါတယ်ခီးစဉ်အတွင်းမှာဒိုနာကသူမရဲ့ငယ်ဘဝကိုပြန်လည်စဉ်းစားမိပါတယ်သူမအမေကအမြဲတမ်းအလုံများပြီးအလန့်ဝင်းနေချိန်မှာအဖွားဖြစ်သူနဲ့ကြီးပြင်းခဲ့ရတာကိုသတိရနေပါတယ်သူတို့ခီးသွားနေတော့မှသူမဝမ်ဂျွန်ရဲ့ပခုံးပေါ်မှာအိပ်ပျော်သွားပြီးသူ့ရဲ့ရှိနေမှုမှာနှစ်သိမ့်မှုကိုရှာဖွေပါတယ်သူမရဲ့အဖွားအိမ်ကတောရွာလေးထဲမှာဖြစ်ပြီးတောင်တွေနဲ့လက်ဆက်တဲ့လေထုတွေဝန်းရံထားပါတယ်အဲ့ဒီမှာသူတို့ရိုးရှင်းတဲ့အချိန်လေးတွေကိုအတူတူဖြတ်တန်းကြပါတယ်ဒိုနာကမိုးထဲမှာစပိန်စီးရင်သူမရဲ့ငယ်ဘဝပုံစံကိုပြန်ရောက်သွားတယ်လို့ပြုံးနေပါတယ်အိမ်ကိုရောက်တဲ့အခါနှစ်ယောက်လုံးရေဆိုပြီးအေးနေကြပါတယ်ဒါပေမဲ့ဘေးမှာဘယ်သူမှမရှိတာကြောင့်သူတို့အတူတူနေဖြစ်ပြီးနေရာတစ်ခုတည်းကိုမျှဝေရင်းပို့ပြီးရင်းနှီးလာကြပါတယ်နောက်နေ့မနက်မှာဒိုနာကစောစောနိုးပြီးလက်ဆက်တဲ့လေထုကိုတိတ်တဆိတ်ခံစားနေပါတယ်အခုတော့သူမနဲ့ဝမ်ဂျွန်ကိုသူတို့ရဲ့အေးချမ်းတဲ့အချိန်လေးမှာထားခဲ့ပြီးဂျွန်ဟွန်းနဲ့အတူဂျူဂျစ်စုလေ့ကျင့်နေတဲ့အီရာစီကိုပြောင်းလိုက်ရအောင်ဒါပေမဲ့ဂျွန်ဟွန်းကအီရာရဲ့ပြင်းထန်တဲ့ခွန်အားတွေကြောင့်သူမကိုတိတိတတ်တာရှောင်နေပါတယ်လေ့ကျင့်ပြီးနောက်အီရာကအတူတူထမင်းသွားစားဖို့အတင်းခေါ်ပါတယ်
ဒါပေမဲ့သူမရဲ့ပျော်ရွှင်နေတဲ့စိတ်ကကပ်ဖေးတစ်ခုမှာသူမရဲ့ရည်စားဟောင်းကတခြားတစ်ယောက်နဲ့ရင်းရင်းနှီးနှီးဖြစ်နေတာကိုတွေးလိုက်တဲ့အခါချက်ချင်းပြောင်းလဲသွားပါတယ်ဂျွန်ဟွန်းကပထမတော့လိုက်ဖို့စိတ်မပါပေမဲ့သူမကိုတနာသွားလို့အတူတူထမင်းစားဖို့သဘောတူလိုက်ပါတယ်အီရာကစိတ်မကောင်းဖြစ်နေတာကိုကုစားတဲ့နီလန်ကရေစရာကောင်းပါတယ်စိတ်ပြက်နေပြီးမိနစ်အနည်းငယ်အတွင်းမှာပဲသူမအစားအသောက်တွေကိုစပြီးစားလိုက်တာနဲ့သူမရဲ့စိတ်အခြေအနေကလုံးဝပြောင်းလဲသွားပါတော့တယ်အခြားအရာအလုံးပျောက်ကွယ်သွားတယ်လို့ပါပဲဒိုနာနဲ့ဝမ်ဂျွန်စီပြန်သွားရအောင်သူတို့နှစ်ယောက်ဟာမနက်စာရှာဖို့လမ်းလျှောက်နေကြပါတယ်ချစ်သူစုံတွဲတွေလိုပဲသူတို့ရဲ့ဆက်ဆံရေးကိုတရားဝင်ဖြစ်အောင်လုပ်ဖို့စကားပြောလာကြပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါအရာအလုံးပြောင်းလဲသွားပါတယ်ဒိုနာကသူမရဲ့အတိတ်ကလူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်ရပါတယ်အဲ့ဒီလူကတော့သူမငယ်စဉ်ကတည်းကသူမကိုခေါ်ယူပြီးသူမရဲ့အသက်မွေးဝမ်းကြောင်းကိုတိဆောက်ပေးခဲ့တဲ့Park In Wookပါသူ့ကိုမြင်လိုက်တဲ့အချိန်မှာပဲသူမဆွန့်ခွာဖို့စူးစမ်းခဲ့တဲ့စိတ်ခံစားမှုတွေအားလုံးကပြန်ပြီးလွှမ်းမိုးလာပါတယ်တွတ်ဆုပ်မနေပဲသူမဝမ်ဂျွန်ရဲ့လက်ကိုလွှတ်လိုက်ပြီးPark In Wookရဲ့ကားစီကိုတန်တန်မတ်မတ်လမ်းလျှောက်သွားပါတော့တယ်ကားထဲမှာPark In Wookကနေမကောင်းဖြစ်နေတဲ့ဒိုနာအပေါ်စိုးရိမ်မှုတွေပြသနေပါတယ်တစ်ဖက်မှာတော့ဝမ်ဂျွန်ကလုံးဝအမိခံလိုက်ရတယ်လို့အဲ့ဒီမှာရက်ပြီးကြံရစ်ခဲ့ပါတယ်ကားစီနေတော့မှဒိုနာကစိတ်လှုပ်ရှားလာပြီးသူမအောင်းထားခဲ့သမျှအရာအလုံးကိုနောက်ဆုံးမှာတော့ဖွင့်ထုတ်လိုက်ပါတယ်သူမကသူမရဲ့အသက်မွေးဝမ်းကြောင်းကိုဆက်မလုပ်ချင်တော့ပဲသူမရဲ့အချစ်ကလစ်လျူရှုခံရပြီးအလွတ်ခံလိုက်ရတယ်လို့ခံစားရပါတယ်သူမအတွက်တော့သူဟာအတုံးချခံတတ်ပဲလို့ခံစားရပါတယ်Park In Wookနဲ့ခွဲခွာခဲ့ရတဲ့ကသူမရဲ့ဘဝဟာရှုပ်ထွေးမှုတွေနဲ့စိတ်တန်ရာတွေနဲ့ပြည့်နေခဲ့တာပါဒါပေမဲ့သူ့ဘက်ကကြည့်ရင်တော့အရာအလုံးကလုံးဝကိုကွဲပြားနေပါတယ်သူလည်းစိတ်ပြတ်နေပြီးဒိုနာဟာသူမရဲ့အသက်မွေးဝမ်းကြောင်းမှာအမြင့်ကိုတက်ဖို့အတွက်သူ့ကိုအတုံးချခဲ့တာလို့သူကယုံကြည်နေပါတယ်အဲ့ဒီညမှာဒိုနာကိုကုသမှုခံယူဖို့ဆေးရုံကိုခေါ်သွားပါတယ်သူမကဝမ်ဂျွန်ရဲ့ဖုန်းတွေကိုလစ်လျူရှုထားတဲ့အတွက်သူ့ကိုမရေရာမှုတွေကြားမှာထားခဲ့ပါတယ်နောက်ဆုံးမှာတော့ဝမ်ဂျွန်ဟာသူ့ရဲ့ညီငယ်လေးဆေးရုံထက်တက်ရတယ်ဆိုတဲ့သူ့မေစီကဖုန်းကိုရပြီးနောက်အိမ်ပြန်သွားခဲ့ရပါတယ်စိတ်တွေအယမ်းလေးလံနေတဲ့အတွက်ဝမ်ဂျွန်ဟာအဲ့ဒီညကိုစုကျင်ရဲ့ဆိုင်မှာတောက်ရင်းကုံဆုံးခဲ့ပါတယ်ဘဝကသူ့အတွက်အဲ့ဒီအချိန်မှာတကယ်ပဲလေးလံနေခဲ့ပါတယ်တစ်ဖက်မှာလည်းဒိုနာကဖျော်ဖြေရေးလောကတဲ့ကိုပြန်သွားဖို့ညှင်းဆိုပြီးPark In Wookစီကနေနောက်တစ်ချိန်ထပ်ပြီးထွက်လာခဲ့ပါတယ်အဲ့ဒီအစားသူမကသူမရဲ့အဖွားအိမ်ကိုပြန်သွားခဲ့ပါတယ်ဟိန္ဒူဆောင်ပုံမှာတိတ်တဆိတ်ထိုင်ရင် Park In Wookကသူမရဲ့နေထိုင်မှုကနေနေ့စဉ်လိုအပ်ချက်တွေနဲ့ကျန်းမာရေးအထိအရာအလုံးကိုဂရုစိုက်ပေးခဲ့တဲ့သူမရဲ့အစောပိုင်းအလုပ်တင်ဘဝကိုပြန်လည်စဉ်းစားနေပါတယ်ဇလန်ကဂျွန်ဟွန်းစီပြန်ပြောင်းသွားပါတယ်သူကအီရာရဲ့စားနေတဲ့အချိန်ကတက်ဝင်လှုပ်ရှားတဲ့ပုံစံလေးတွေကိုရုတ်တရက်တတိယနေပါတယ်အဲ့ဒီအချိန်မှာပဲအီရာကသူ့ကိုဖုံးဆက်ပြီးသူမဒီဇိုင်းဆွဲထားတဲ့အင်ဂျီအချို့ကိုဝတ်ကြည့်ပေးဖို့အကူအညီတောင်းပါတယ်ဒါပေမဲ့ဂျွန်ဟွန်းအင်ဂျီလဲပြီးထွက်လာတဲ့အခါအီရာကအခန်းထဲမှာမရှိတော့ပါဘူးသူမရဲ့ရီးစားဟောင်းရောက်လာပြီးသူပတ်စံပြတ်သွားတဲ့အတွက်သူမစီပြန်လာဖို့ကြိုးစားနေတာပါတွတ်ဆုပ်မနေပဲဂျွန်ဟွန်းကအီရာရဲ့ရဲတင်းတဲ့ဒီဇိုင်းတွေကိုဝတ်ထားရင်းနဲ့ပဲကြားဝင်လိုက်ပြီးသူမရဲ့ရီးစားအဖြစ်ဟန်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီလူကိုမောင်းထုတ်ဖို့အတွက်သူကယုံကြည်စရာကောင်းအောင်တရုပ်ဆောင်ပေးပါတယ်အံ့ဩစရာကောင်းတာကသူတို့ရဲ့ဟန်ဆောင်မှုလေးကလုံးဝကိုအလုပ်ဖြစ်သွားပါတယ်အီရာကတော့တကယ်ကိုပျော်သွားခဲ့ရပါတယ်အဲ့ဒီနေ့လယ်မှာဝမ်ဂျွန်အဆောင်ကိုပြန်ရောက်တဲ့အခါဒိုနာကသူ့ကိုစောင့်နေတာတွေ့လိုက်ရပါတယ်သူမကဖြစ်ခဲ့သမျှအရာအလုံးကိုရှင်းပြဖို့ကြိုးစားပေမဲ့ဝမ်ဂျွန်ကနားမထောင်ပါဘူးသူကသူမရဲ့စကားတွေကိုနားထောင်ဖို့အယမ်းကိုနာကျင်နေရလို့ပါအဲ့ဒီညမှာဒိုနာကသူမရဲ့ Dreamman Suite အဖွဲ့ဝင်ဟောင်းတယောက်နဲ့တွားတွေ့ပါတယ်သူတို့နောက်ဆုံးတော့ရိုးရိုးသားသားစကားပြောဖြစ်ကြပြီးတယောက်နဲ့တယောက်ဘဝအကြောင်းတွေဖလှယ်ဖြစ်ကြပါတယ်သူမရဲ့တငယ်ချင်းကဒိုနာဒီလောက်အထိပြောင်းလဲသွားတာကိုတွေ့ရလို့အံ့ဩနေပါတယ်သူမကတင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာမနေတော့ပဲအစားအသောက်တွေလည်းမလျှော့တော့ပဲအလုံးမရှိပဲနဲ့လွတ်လပ်စွာနေထိုင်နေတာကိုတစ်ဖက်မှာလည်းသူမရဲ့တငယ်ချင်းကတော့ဒိုနာလိုမျိုးစွန့်ခွာမသွားနိုင်ပဲဒိုနာအရင်ကကြုံခဲ့ရတဲ့ဖိအားတွေအောက်မှာပဲပိတ်မိနေတော့မှာပဲတစ်ချိန်တည်းမှာပဲဝမ်ဂျွန်ကကဖေးကအလုတ်ဆင်းလာရင်ဂျင်းဂျူနဲ့မထင်မှတ်ပဲဆုံးပါတယ်သူတို့ရဲ့စကားဝိုင်းကအနေခက်စွာနဲ့စတင်ပါတယ်ဂျင်းဂျူကရင်ခွဲနေရတော့ဖြစ်ပြီးသူမတငယ်ချင်းအဖြစ်ပြန်မသွားချင်တော့ကြောင်းရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်သူမကသူမကိုသူမအာယုံဆိုင်ဖို့လိုအပ်ပြီးသူ့စီကနေအလံဝေးမှာနေချင်တယ်လို့ဝန်ခံပါတယ်ဒိုနာနဲ့ပတ်သက်ပြီးအရာအလုံးကြောင့်နာကျင်နေရတော့ဖြစ်တဲ့ဝမ်ဂျွန်ကအဆောင်ကနေပြောင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမသွားခင်မှာပဲဒိုနာကသူ့ကိုတားဖို့အပြေးရောက်လာပါတယ်သူမကသူမရဲ့ခံစားချက်တွေကိုစောစောကလေးကမသိခဲ့မိတာကိုနောက်တရားကြောင်းဝန်ခံပြီးသူ့ကိုတောင်းပန်ပါတယ်သူမသူ့ကိုအဆုံးရှုံးမခံနိုင်ပါဘူးမရေမရာဖြစ်နေတဲ့ဝမ်ဂျွန်ကသူမချစ်တဲ့တူရဲတော်သူကသူပဲဖြစ်ကြောင်းအာမခံချက်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီညမှာသူတို့နောက်ဆုံးတော့သူတို့ရဲ့စိတ်ခံစားမှုတွေနောက်ကိုလိုက်ပါသွားကြပါတယ်သူတို့နမ်းခဲ့ကြပြီးတယောက်ကိုတယောက်စုပ်ကင်ထားရင်အတူတူရှိနေခဲ့ကြပါတယ်ဒိုနာကသူမရဲ့အတိတ်ကိုပြန်လည်စဉ်းစားမိပါတယ်သူမတခါကစတင်ခဲ့ပေမဲ့အချစ်ဆိုတာဘယ်လိုခံစားချက်မျိုးလဲဆိုတာမသိခဲ့လို့တခါမှအဆုံးမသတ်နိုင်ခဲ့တဲ့တခြင်းလေးအကြောင်းကိုပေါ့အခုတော့အရာအလုံးကကွဲပြားသွားပါပြီသူမနောက်ဆုံးတော့အဲ့ဒီခံစားချက်ကိုကြုံတွေ့ခဲ့ရပါပြီဒါပေမဲ့သူမကဒီလိုပျော်ရွှင်မှုမျိုးနဲ့ထိုက်တန်ရဲ့လားဆိုတာကိုတော့သူမစိတ်ထဲမှာတွေးနေမိတော့မှာပဲတကယ်ကိုချစ်နေကြတဲ့စုံတွဲတွေလိုပဲသူတို့တူတူအချိန်တွေပိုပြီးကုံဆုံးလာကြပါတယ်ရိုးရှင်းတဲ့အချိန်လေးတွေကတော့သူတို့အတွက်ထူးခြားနေပါတယ်ဒိုနာအတွက်တော့ဒီလိုတာမန်ဘဝလေးကသူမအမြဲတမ်းလိုချင်ခဲ့တဲ့အရာတစ်ခုလိုခံစားလာရပါတယ်တနေ့မှာသူတို့ဒေတာတွင်ဖျော်ဖြေပွဲတစ်ခုကိုတွားကြည့်ကြပါတယ်လမ်းမှာသူတို့ဆိုင်လေးတစ်ဆိုင်မှာရက်ပြီးစင်တူလက်စွပ်လေးတွေဝယ်ခဲ့ကြပါတယ်
သူတို့တချင်းတွေကိုအတူတူခံစားနေတော့မှပဲစင်ဘော်ကအဆိုတော်ကပရိသတ်ထဲမှာနာမည်ကြီးဆယ်လီဒိုနာရှိနေတာကိုသိသွားပြီးအာယုံပြန့်လွင့်သွားပါတယ်။ဖျော်ဖြေပွဲအလယ်မှာဝမ်ဂျွန်ကသူ့အမေစီကဖုန်းရပါတယ်။သတင်းကတော့ပြင်းထန်ပါတယ်။သူ့ရဲ့ညီငယ်လေးကအမြန်ဆုံးခွဲစိတ်မှုခံယူဖို့လိုအပ်နေတာပါ။ဇလန်းကအီရတ်စီပြောင်းသွားပြီးသူမကတငယ်ချင်းတွေနဲ့အတူအရက်တွေအလွန်ကျွံတောက်နေပါတယ်။အဲ့ဒီညမှာသူမအယံမှုသွားတာကြောင့်ဂျွန်ဟွန်းကိုလာကြိုဖို့ဖုန်းဆက်ခေါ်ပါတယ်။သူကသူမကိုပိုးပြီးအိမ်လိုက်ပို့ပေးရပါတယ်။အဆောင်ကိုရောက်တဲ့အခါအီရာကသူ့ကိုရုတ်တရက်နမ်းဖို့ကြိုးစားပါတယ်။ဂျွန်ဟွန်းကသူမသတိမကပ်ဘူးလို့ထင်ပြီးပထမတော့တုံးဖယ်ခဲ့ပါတယ်။ဒါပေမဲ့သူမကသူမသတိကပ်နေပါတယ်လို့အခိုင်အမာပြောတဲ့အခါနောက်ဆုံးတော့သူလည်းသူမကိုပြန်ပြီးနမ်းလိုက်ပါတော့တယ်။အခုဇလန်းကဒိုနာစီပြန်သွားရအောင်ပြီးခဲ့တဲ့ညကစင်ဘော်ကအဆိုတော်ရဲ့မြင်ကွင်းကဗီဒီယိုရိုက်ပြီးအွန်လိုင်းမှာပြန့်သွားခဲ့ပါတယ်။အဲဒါကြောင့်သူမတစ်ခါကဆုံးခွာခဲ့တဲ့လွှမ်းမိုးနေတဲ့ PR တွေကပြန်ပြီးရောက်ရှိလာပါတော့တယ်။သူမရဲ့အခန်းထဲမှာတယောက်တည်းထိုင်ပြီးစစ်လိတ်တောက်ရင်းစိတ်ကိုငြိမ်အောင်ကြိုးစားပါတယ်။သူမတယောက်တည်းထိုင်နေတော့မှဝမ်ဂျွန်နဲ့အတူဖြတ်တန်းခဲ့တဲ့ရိုးရှင်းပြီးပျော်ရွှင်စရာနေ့ရက်တွေကိုပြန်လည်မြောင်းနေပါတယ်။သူမဟာတာမန်လူတယောက်အနေနဲ့နေထိုင်ရတာကိုဘလို့အထိချစ်မြတ်နိုးခဲ့လဲဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့ဝမ်ဂျွန်အတွက်တော့ဒိုနာဟာအမြဲတမ်းတောက်ပနေရမယ့်သူပါ။သူကသူမကိုတချင်းပြန်ဆိုတာကိုမြင်ကျင်တယ်လို့တခါကပြောခဲ့ပူပါတယ်။အဲ့ဒီတုန်းကဒိုနာကသူကအယမ်းတုံလွန်းတယ်လို့ထင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမသားအဲ့ဒီလောကထဲကိုပြန်ဝင်သွားရင်သူတို့ရဲ့ဆက်ဆံရေးကရှင်းတန်းနိုင်မှာမဟုတ်ဘူးဆိုတာကိုသူမသိနေလို့ပါ။ဖျော်ဖြေပွဲနဲ့ဗီဒီယိုပြန့်သွားပြီးနောက်မှာလူတို့ရဲ့အာယုံဆိုင်မှုကပောက်ကွဲလာပါတယ်။ပရိသတ်တွေကသူမပြန်လာဖို့တောင်းဆိုလာကြပြီးအရင်ကဖောက်တယ်တွေကလည်းသူမရဲ့နားကျင်တဲ့ဆုံးဖြတ်ချက်အပေါ်လှည့်ဖျားခံရတယ်လို့ခံစားရပြီးအေဂျင်စီကိုဆက်သွယ်လာကြပါတယ်။တိတ်ဆိတ်တဲ့နားချိန်လေးကနေကြီးမားတဲ့အငင်းပွားပွဲရာတစ်ခုဖြစ်သွားပါတယ်။အဲ့ဒီနေ့မှာပဲပါ့ကအင်ဝုတ်ကသူမစီလာတွေ့ပါတယ်။အေဂျင်စီရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်သူမကိုဖျော်ဖြေလောကထဲပြန်ဝင်ဖို့တောင်းဆိုပါတယ်။အဲ့ဒါကိုညင်းဆိုရင်နောက်ဆက်တွဲဆိုးကျိုးတွေရှိလာလိမ့်မယ်လို့သူကရှင်းရှင်းလင်းလင်းပြောပါတယ်။အဲ့ဒီအရှိတရားကိုရင်ဆိုင်ရတဲ့အခါဒိုနာကစိတ်မပါပဲသဘောတူလိုက်ရပါတယ်။သူမဝမ်ဂျွန်ကိုသူမရဲ့ဆုံးဖြတ်ချက်အကြောင်းမပြောခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူကပြန်လဲနာလန်ထူလာတဲ့သူ့ညီငယ်လေးကိုပြုစုဖို့ခရီးလိုနေတာပါ။အဆောင်မှာသူမရဲ့နောက်ဆုံးရက်မှာဒိုနာကဂျင်းကျူကိုတွားတွေ့ဖို့ရွေးချယ်လိုက်ပါတယ်။သူမဂျင်းကျူကိုအရာအလုံးပြောပြပြီးနှုတ်ဆက်လိုက်ပါတယ်။သူမအလုပ်ပြန်လုပ်လိုက်တာနဲ့သူတို့ရဲ့ဘဝတွေကထပ်ပြီးဝေးကွာသွားတော့မယ်ဆိုတာကိုသူမသိနေပါတယ်။တခုခုမှားနေပြီလို့ခံစားမိတယ်လို့ပဲဝမ်ဂျွန်ဟာအဆောင်ကိုပြန်လာတဲ့နေ့မှာသူ့ရဲ့လက်စွပ်ကိုပြုတ်ကျခဲ့ပါတယ်။အဲ့ဒီညမှာသူတို့အတူတူအချိန်ကုန်ဆုံးကြပေမဲ့သူကဒိုနောက်စီကမဟုတ်တဲ့စစ်လိတ်တလိတ်ကိုအမှတ်မထင်တွေ့သွားပါတယ်။အဲ့ဒါကပါ့အင်ဝိုစီကဖြစ်နိုင်တယ်လို့သူစတင်တန်တရားဝင်လာပါတယ်။နောက်တစ်နေ့မှာဝမ်ဂျွန်ကပါ့အင်ဝိုကိုဓာတ်ရိုက်သွားရောက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဒိုနာနဲ့သူ့ရဲ့ဆက်ဆံရေးကိုစုပ်ကင်ထားဖို့ကြိုးစားပေမဲ့စကားဝိုင်းကပြင်းထန်တဲ့ဘက်ကိုဦးတည်သွားပါတယ်။ပါ့အင်ဝိုကအခြေရေးကောလာဟာလာတွေကအမှုပညာရှင်တယောက်ရဲ့အသက်မွေးဝမ်းကြောင်းကိုဘလို့အထိထိခိုက်စေနိုင်လဲဆိုတာရှင်းပြပါတယ်။အထူးသဖြင့်ဒိုနာလိုမျိုးအောင်မြင်မှုရဲ့ထိပ်ဆုံးကိုမရောက်သေးတဲ့သူအတွက်ပေါ့။နောက်ဆုံးမှာတော့ဝမ်ဂျွန်မှာအရှိတရားကိုလက်ခံယုံကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။သူတို့ရဲ့ဆက်ဆံရေးကပြိုလဲဖို့ပဲရှိတော့တယ်ဆိုတာကိုတိလျက်နဲ့သူကလေးလံတဲ့နှလုံးသားနဲ့လက်လွတ်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲပါ့အင်ဝိုကဒိုနာပြန်လာဖို့အတွက်အေဂျင်စီနဲ့စီစဉ်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမရဲ့ဘဝကထပ်ပြီးပြောင်းလဲသွားပါတော့တယ်။သူမကိုဖုံးလွတ်လပ်စွာသုံးခွင့်မပေးတော့ဘဲသူမရဲ့လှုပ်ရှားမှုတိုင်းကိုတင်းကျပ်စွာထိန်းချုပ်ထားပါတယ်။ဒိုနာရဲ့အောင်မြင်မှုကထပ်ပြီးမြင့်တက်လာပါတယ်။သူမကတကူတော့အယ်ဘန်တစ်ခုကိုအောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပြီးပရိသတ်တွေစီကအလုံးရင်းနဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။ပရိသတ်နဲ့တွေ့ဆုံပွဲမှာဝမ်ဂျွန်ရဲ့တငယ်ချင်းစုကျင်တော်မှသူမရဲ့လက်မှတ်ရဖို့တန်းစီခဲ့ပါသေးတယ်။ဝမ်ဂျွန်ကတော့သူ့ရဲ့ပွဲနှင်းသပင်စာမွေးပွဲတွေကိုပဲအာရုံစိုက်နေပါတယ်။သူကဒိုနောက်စီကိုသူ့ရဲ့ခံစားချက်တွေပါတဲ့ message တွေဆက်ပြီးပို့နေပါတယ်။သူမကိုအရန်လွမ်းနေပေမဲ့လည်းသူတို့အခုတော့လုံးဝကွဲပြားခြားနားတဲ့ကဘာတွေမှာရောက်နေပြီဆိုတာကိုသူနားလည်ထားပါတယ်။တနေ့မှာတိုက်ဆိုင်မဲ့ဝမ်ဂျွန်ကဒိုနာနဲ့ထပ်တွေ့ပါတယ်။သူမကအဆောင်နားမှာတိတ်တဆိတ်ရက်ပြီးကြာနေတဲ့နှင်းတွေကိုအတွေးလွန်စွာနဲ့ကြည့်နေတာပါ။သူတို့အတူတူထမင်းစားဖြစ်ကြပေမဲ့ဒီတစ်ခါတော့ဝမ်ဂျွန်ကသူ့ရဲ့ခံစားချက်တွေကိုအေးဆက်ဆက်အပြုတ်မှုတွေနောက်မှာဖုံးကွယ်ထားပြီးအကွာအဝေးတစ်ခုထားလိုက်ပါတယ်။သူကစစ်တပ်ထဲဝင်ဖို့ပြင်ဆင်နေတဲ့အကြောင်းသူမကိုပြောပြပါတယ်။ဒိုနာကတခြားအကြောင်းအရာတွေပြောပြီးအခြေအနေကိုပေါ်ပေါက်အောင်ကြိုးစားပေမဲ့ဝမ်ဂျွန်ကတော့အေးဆက်နေတော့မှာပဲ။အဲ့ဒီနောက်ဘာသတိပေးချက်မှမရှိဘဲသူကသူတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူတို့အရေးကိုလက်လျှော့လိုက်တာပါ။ဒိုနာကတော့သူမရဲ့ခံစားချက်တွေကိုမထိန်ချုပ်နိုင်တော့ဘဲသူတစ်ခါကပေးခဲ့ဘူးတဲ့ဂတိတွေအားလုံးကိုပြန်သတိပေးရင်းငိုကြွေးပါတော့တယ်။ဝမ်ဂျွန်လည်းတကယ်ပဲနာကျင်နေရတာဖြစ်ပေမဲ့အဲ့ဒီဂတိတွေကိုသူဆက်မတင်နိုင်တော့ဘူးလို့အတင်းအကျပ်ဝန်ခံလိုက်ပါတယ်။ဒီလိုနဲ့သူတို့ရဲ့ဆက်ဆံရေးကအဆုံးသတ်သွားခဲ့ပါတယ်။သူတို့လမ်းခွဲပြီးနောက်မှာနှစ်ယောက်လုံးငိုခဲ့ကြရပါတယ်။အချိန်တွေရှေ့ကိုဆက်ရွေ့သွားပါတယ်။ဒိုနာရဲ့အောင်မြင်မှုကဆက်ပြီးမြင့်တက်နေပြီးသူမကပရိသတ်တွေရဲ့ပိုပြီးချစ်ခင်မှုကိုရလာပါတယ်။တစ်ဖက်မှာလည်းဝမ်ဂျွန်ကစစ်တပ်ထဲမှာသူ့ရဲ့ဘဝကိုစတင်နေပါတယ်။ဒိုနာရဲ့အလုပ်တွေတည်ငြိမ်သွားတဲ့အခါသူမနောက်ဆုံးတော့ဖုန်းပြန်သုံးခွင့်ရခဲ့ပါတယ်။သူမပထမဆုံးလုပ်တဲ့အရာကဝမ်ဂျွန်တစ်ခါကပို့ခဲ့မှုတဲ့ message တွေအားလုံးကိုပြန်ဖတ်ကြည့်တာပါ။အဲ့ဒီထဲမှာသူမအခုတော့လက်လန်းမမီနိုင်တော့တဲ့ခံစားချက်တွေပြည့်နေပါတယ်။အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှအားလုံးကကိုစီဘဝတွေကိုဆက်လက်ရှင်သန်နေကြပါတယ်။တခါကစိတ်ပညာသင်ခဲ့တဲ့ယွန်းထိုက်ကအခုတော့အခြေရည်လမ်းပြသူဖြစ်နေပြီးလူပြိုအပြိုတွေအတွက်ဆွေးနွေးပွဲတွေတောင်လုပ်ပေးနေပါပြီ။
အီရန်နဲ့ဂျွန်ဟွန်းတို့ကတော့လင်မယားတွေလိုပဲအတူတူနေပြီးရိုးရှင်းတဲ့နေ့စဉ်ဘဝတွေကိုမျှဝေနေကြပါတယ်။တနေ့မှာစစ်တင်တန်းကနားရက်အတွင်းဝမ်ဂျွန်ကသူတို့စီမှာတဲရင်အတိတ်တွေကိုပြန်လည်လွှမ်းဆွနေပါတယ်။သူစုကျင်ရဲ့ဆိုင်ကိုလည်းတွားလှည့်ပြီးအဲ့ဒီမှာဂျင်းကျူနဲ့မထင်မှတ်ပဲဆုံပါတယ်။သူတို့စကားတွေပြောဖြစ်ကြပြီးဖြစ်ခဲ့တဲ့များတွေကိုပြန်ပြောပြဖြစ်ကြပါတယ်။ဂျင်းကျူကသူမဘရာဇီးမှာတစ်ချိန်လုံးရှိနေခဲ့တဲ့အကြောင်းပြောပြပါတယ်။သူမကသူမရဲ့တပ်ပုံတွေကိုစိတ်လှုပ်ရှားစွာနဲ့ပြနေတော့မှပဲသူမဖုန်းထဲကဒိုနာရဲ့တပ်ပုံတစ်ပုံပေါ်လာတဲ့အခါအခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်။ဒိုနာကဘရာဇီးမှာဖျော်ဖြေပွဲတစ်ခုလုပ်ခဲ့တာဖြစ်နေပါတယ်။နောက်တစ်နေ့မှာတော့အဆောင်နေဖော်ဟောင်းတွေကပြန်လဲဆုံစည်းပွဲလေးလုပ်ကြပါတယ်။ဝမ်ဂျွန်ကသူအလုပ်အင်တာဗျူးဒုတိယအဆင့်အောင်သွားတဲ့အကြောင်းပြောပြပါတယ်။သူကနောက်နေ့မှာနောက်ဆုံးအဆင့်အင်တာဗျူးရှိလို့သူတို့နဲ့အတူတောက်ဖို့ကိုညှင်းလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဂျာကင်ကိုအဆောင်ဟောင်းမှာထားခဲ့မိတာကိုသူသတိရသွားပါတယ်။အဲ့ဒါကိုတွားယူတဲ့အခါမှာတော့သူမထင်မှတ်ပဲဒိုနာကိုအဲ့ဒီမှာထပ်တွေ့ပြန်ပါတယ်။သူမကအရင်တိုင်းပဲအပြင်မှာရက်ပြီးစစ်လိတ်တောက်နေတာပါ။သူတို့တယောက်နဲ့တယောက်နှုတ်ဆက်ကြပြီးသူတို့ရဲ့မျက်လုံးတွေထဲမှာခံစားချက်တွေပြည့်နေနေပါတယ်။နောက်ဆုံးတော့သူတို့တေးသေးချာချာတွေ့ဆုံဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒိုနာကသူ့ကိုအရင်လိုပဲလေးနက်ပြီးရင်းနှီးတဲ့အကြည့်တွေနဲ့ကြည့်နေတော့မှာပဲ။ဒါပေမဲ့အဲ့ဒီလိုတွေ့ဆုံပြီးနောက်မှာဒိုနာစိတ်ပြတ်အားငယ်သွားပါတယ်။အရာအလုံးကအခုတော့အရန်ကိုကွဲပြားသွားပြီလေ။စိတ်ခံစားမှုတွေလွှမ်းမိုးလာတာကြောင့်သူမဝမ်ဂျွန်ရဲ့အဆောင်စီကိုထပ်သွားပါတယ်။ဒီတစ်ခါတော့သူမအရာအလုံးကိုဖွင့်ပြောလိုက်ပါတော့တယ်။သူမကအဲ့ဒီတုန်းကသာဝမ်ဂျွန်ကသူမဘဝထဲကိုရောက်မလာခဲ့ရင်သူမဟာအရန်ဆိုးဝါးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်သွားနိုင်တယ်လို့ဝန်ခံပါတယ်။သူမတစ်ခါကသူမကိုသူမမုန်းခဲ့ပေမဲ့သူ့ကြောင့်ပျော်ရွှင်မှုဆိုတာဘယ်လိုမျိုးလဲဆိုတာသိခဲ့ရပါတယ်။သူမဟာသူမကိုသူမချစ်တက်လာပြီးအထီးကျန်တာတွေကိုရက်တက်နိုင်ခဲ့တယ်လို့စိတ်တန်ရာတွေကနေလည်းတက်တာခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလိုပျော်ရွှင်မှုကိုရှာတွေ့ပြီးတဲ့နောက်မှာတော့သူကပဲလမ်းခွဲထွက်သွားခဲ့တဲ့သူဖြစ်နေပါတယ်။မျက်ရည်တွေကြားကနေသူမကိုထားခဲ့တဲ့အတွက်တောင်းပန်ဖို့သူမကသူ့ကိုတောင်းဆိုပါတယ်။ဒါကိုကြားရတဲ့အခါဝမ်ဂျွန်လည်းသူ့ရဲ့ခံစားချက်တွေကိုမထိန်နိုင်တော့ပါဘူး။သူနောင်တတွေနဲ့ပြည့်နှက်ရင်းပြိုလဲသွားပါတော့တယ်။အဲ့ဒီညမှာသူတို့နောက်ဆုံးတော့တယောက်ကိုတယောက်ပြန်ဖက်ထားလိုက်ကြပြီးသူတို့တကယ်တမ်းတစ်ခါမှလက်မလွတ်ခဲ့ရတဲ့ခံစားချက်တွေကိုစုပ်ကင်ထားလိုက်ကြပါတယ်။ဘဝကတော့ပုံမှန်အတိုင်းရှေ့ဆက်သွားနေဦးမှာဖြစ်ပေမဲ့သူတို့ရဲ့အချစ်ကတော့ပြန်လာဖို့အတွက်အချိန်ကောင်းကိုတိတ်တဆိတ်စောင့်ကြိုနေဦးမှာဖြစ်ပါတယ်။ဒီဇလန်ရဲ့သင်ခန်းစာကတော့စစ်လိတ်တဝင်းတုံမှုတွေနဲ့ဗလိုင်းတိတ်တွေနဲ့စတင်ခဲ့တဲ့အခြေရေးကိုဘယ်တော့မှမယုံပါနဲ့။ဘာလို့လဲဆိုတော့အဲ့ဒါကမင်းရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးပြီးမင်းကိုအချစ်ထဲမှာနစ်မွန်းသွားစေမှာမို့လို့ပါတဲ့။